သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1369ခုနှစ်ဝါကောင်လပိကျော်10ရက်နေ့ညမန္တလေးမြို့38လမ်း82လမ်း83လမ်းကြားရှိဗုဒ္ဓဂယာဓမ္မယုံတော်ကြီးအတွင်ဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်နှစ်ဖက်မိဘများဖြစ်ကြသောဥအောင်စိန်ဒေါ်ညိုညိုရွှေကုံသည်ဥအောင်တန်းရွှေကုံသည်ဒေါ်တန်းရင်တို့အားအမှုထား၍ဥအောင်နိုင်ဆွေတိရိသူဓမ္မသိင်္ဂီဒေါ်မြင့်မြင့်နွယ်တာမောင်ဟိန်းသူမောင်ငိမ့်ခန့်ကျော်တိရိရွှေစင်ရွှေဆိုင်မမြို့စေမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမြတ်သောဥစ္စာစုဆောင်းပါတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံအာယုပြုကဒီကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစေပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန့်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုပ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံချိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနိယများစွာတတ္တဝါဤချမ်းသာစေပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကမှာလူရလို့ဖြစ်လာလို့ရှိရင်ဥစ္စာဒနာရှာဖွေကြရစုဆောင်းကြရတယ်လောကမှာရှိတဲ့လူတွေနေ့စဉ်ရှားနေကြတဲ့ဥစ္စာရဲ့အည်အသွေးဘုရားမြတ်စွာကရှာဖို့တိုက်တွန်းတဲ့မြတ်သောဥစ္စာရဲ့အည်အသွေးဒီအည်ချင်းနှစ်ရပ်အည်အသွေးနှစ်ရပ်ကိုတည်တည်ချာချာနိုင်ရှင်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အလွန်ကွာခြားတဲ့အည်အသွေးတွေကိုတွေ့ရမှာပါသို့တော်လည်းလောကလူသားတွေဟာနေစဉ်နဲ့အမျှစီးပွားဥစ္စာရှာကြရတယ်မရှာရဘူးဆိုလိုတာတော့မဟုတ်ဘူးထိုစီးပွားဥစ္စာရဲ့အကျိုးပြုမှုသည်အလွန်တာမှတူတောင်းတယ်ဒီလိုဆိုလို့ရထားတဲ့စီးပွားဥစ္စာကလူလောကမှာအကျိုးပြုတာအမတန်မှတူတောင်း
လူအသက်ကလည်းအမတန်မှတိုတောင်းသည့်အတွက်ကြောင့်တိုတောင်းတဲ့တခဏလေးအတွင်းမှသာထိုပစ္စည်းဥစ္စာကကိုယ့်ကိုအကျိုးပြုနိုင်တယ်အကျိုးပြုတဲ့အခါမှာလည်းပဲထာဝရအကျိုးပြုသလားလို့ဆိုတော့တစ်ဖက်ကအကျိုးပြုသလိုထာဝရလည်းအကျိုးမပြုနိုင်တာတွေတွေ့ရတယ်ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်ကြရတာတွေအများကြီးရှိပစ္စည်းဥစ္စာရွှေငွေယတနာတွေအလွန်တရာများလို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့လောကမှာချမ်းချမ်းသာသာနေနိုင်တယ်ဆိုပေမဲ့လို့ပစ္စည်းဥစ္စာအကြောင်းပြုပြီးတော့ဒုက္ခရောက်တဲ့လူတွေလည်းအများများစွာရှိတယ်။ဒါတော့ဘယ်သူမှမငြင်းနိုင်တဲ့ကိစ္စတစ်ခုပေါ့။အဲ့တော့လောကမှာပဂတိဥစ္စာတွေကရှာသာရှာရတယ်။ကောင်းတဲ့အကျိုးကြီးပေးတာမဟုတ်ဘူးမကောင်းတဲ့အကျိုးလည်းပေးတယ်လို့ဒီလိုပြောရမှာပေါ့။ပဂတိဥစ္စာတွေကဘာတွေနဲ့ဆက်နွယ်နေသလဲလို့ဆိုရင်အဂိတာတာရဏဘောဂတဲ့လောကမှာပဂတိဥစ္စာတွေကအဖြက်မီးနဲ့လည်းဆက်သွယ်နေတယ်မီးလောင်လို့ရှိရင်လည်းကုန်မြန်တာပဲလို့ဒီလိုဆိုတာမဟုတ်မီးဖြက်ရင်လည်းပြတ်သွားတယ်ဥဒကတာတာရဏဘောဂရေဖြက်လို့ရှိရင်လည်းထိုပစ္စည်းကပြတ်သွားတယ်ထို့တူပဲရာဇတာတာရဏဘောဂတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကသိမ်းယူလို့ရှိရင်လည်းထိုပစ္စည်းကကုန်သွားတယ်သောရတာတာရဏဘောဂပစ္စည်းကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေတကိုးတဝက်တွေတိုက်ခိုက်လူယူသွားလို့ရှိရင်လည်းထိုပစ္စည်းဟာပျက်စီးသွားရပြန်တယ်အပိယဒါယာဒတာတာရဏဘောဂတဲ့ကိုယ်အိမ်မှာမွေးထားလို့သားတွေသမီးတွေတဲကအကျင့်စာရိတ္တယိုယွင်းပြပြပြီးထိုပစ္စည်းဥစ္စာကိုသုံးဖြုံတဲ့မချစ်မနစ်တဲ့သားဆိုးသမီးဆိုးပါလာလို့ရှိရင်လည်းထိုပစ္စည်းမျိုးတွေကကုန်မြန်တာပဲဘလောက်ပဲပင်ပင်ပန်းပန်းရှာထားထားထိုပစ္စည်းတွေဟာတမျိုးမျိုးနဲ့ပျက်စီးသွားတတ်တာဖြစ်သောကြောင့်ထိုပစ္စည်းရဲ့ခိုင်မာမှုဆိုတာအလွန်တရာအားနည်းတယ်လို့ဒီလိုပြောရမှာပဂတိပစ္စည်းထို့တူပဲထိုပစ္စည်းကိုသုံးနိုင်တဲ့သုံးဆွဲခွင့်ရတဲ့ထိုပစ္စည်းရဲ့အကျိုးကျေးဇူးကိုခံစားရတဲ့အချိန်ပိုင်းလေးကလည်းအမြဲတမ်းနည်းတက်တန်းနဲ့တွက်ကြည့်မယ်ဆိုရင်အလွန်နည်းတဲ့အချိန်ပိုင်းလေးမှာပစ္စည်းဥစ္စာဟာမရှိလည်းမဖြစ်ဘူးရှိလာပြန်တော့လည်းပဲအချိန်ပိုင်းလေးနဲ့ပဲထိုပစ္စည်းကိုသုံးဆွဲကြရတယ်အလုံးတနေ့ကျတော့မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေအကုန်ထားပြီးသွားကြရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်က100ကျော်200နီးပါးမန္တလေးမြို့ကြီးတည်သွားတဲ့မင်းတို့မင်းကြီးဆိုအခုမရှိဘူးလေသူဆောက်လုပ်ပြီးစိုးစံသွားတဲ့နန်းတော်ကြီးနေရာတွေအကုန်ထားသွားဒါကသက်သေပြသမိုင်းကသက်သေထူတယ်ဆိုတာလိုပဲလောကမှာမန္တလေးမြို့တော်သူမြို့တော်သားတွေဒီအရက်မှာနေသွားကြတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတယ်သို့တော့ဒီမြေတွေဒီပစ္စည်းတွေထားခဲ့ကြတယ်အဲ့တော့ဒီပစ္စည်းဥစ္စာတေချာပြန်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်ခိုင်မာမှုမရှိတယ်လို့ရှိကြမှုလည်းမရှိဘူးတဲ့ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒုက္ခခံစားရတာရှိတယ်လို့ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့လည်းပဲဒုက္ခရောက်တာတွေအများကြီးမရှိတောင်းတရှိကြောင်းကြလို့ဆိုတဲ့အတိုင်းရှိထားတဲ့ပစ္စည်းပေါ်မှာလည်းပဲစိုးရိမ်ပူပန်စိတ်တွေနဲ့အမြဲရှိတောကကိုပေးတတ်သေးတယ်ဒီပစ္စည်းကဒါကြောင့်မို့လို့မြတ်သောပစ္စည်းလို့မြတ်သောဥစ္စာလို့မဆိုနိုင်ဘူးတဲ့ကဲမြတ်စွာဘုရားကရှားဝေစုဆောင်မှုတိုက်တွန်းတဲ့ပစ္စည်းဥစ္စာတွေကဘာလဲဘုရားဘာသာဝင်သူတော်စင်တွေသိကြတယ်သူတော်ဥစ္စာ9ဖြာဒါလည်းပဲဥစ္စာဓနနဲ့အည်အသွေးချင်းသွားပြီးတော့တူတယ်အဲ့ဒီသူတော်ဥစ္စာ9ဖြာမြတ်သောဥစ္စာဆိုတာဘာတွေလဲလို့ဆိုရင်နံပါတ်1ကတတ္တာတဲ့တရားနဲ့
အယတ်ထဲမှာပြောနေကြတယ်တတ္ထာတရားဆိုတာမိမိတို့ရဲ့စိတ်တဏ္ဍာမှာဖြစ်သည့်အတွက်ကြောင့်ဘယ်လိုသဘာဝတရားလဲဆိုတာကိုလေ့လာဖို့မိမိတဏ္ဍာမှာတရားတရားဖြစ်လို့ရှိရင်စိတ်အခြေအနေဘယ်လိုရှိသလဲဒီလိုလေ့လာရမယ်လောကမှာတော့လူတွေကပြောကြတယ်လူတွေတန်းတယ်ဆိုရင်တရားတရားသိကောင်းတာပဲနဲ့ပြောကြတယ်နော်အဲ့ဒီတတ္ထာဆိုတာဘာကိုပြောတာတုံးဆိုတော့ယုံကြည်ချက်အင်္ဂလိပ်လိုတော့ faith လို့လည်းပြန်တယ် confidence လို့လည်းပြန်တယ်ယုံကြည်ချက်ကိုတတ္ထာလို့ခေါ်တယ်ဘာတွေယုံကြည်တာတုံးလို့မေးလိုက်ယုံကြည်မှုဆိုတာလေလောကမှာအများကြီးဟိုလူပြောလို့ယုံတာဒီလူကပြောလို့ယုံတာဟိုသတင်းယုံဒီသတင်းယုံတာတွေအများကြီးရှိဒီနေရာမှာယုံကြည်ချက်ဆိုတာဘာကိုယုံကြည်ချက်လို့ပြောရမလဲလို့ဆိုရင်ကံကံဤအကျိုးယုံကြည်ရနံပါတ်1ကကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရတယ်ဆိုတဲ့ကောင်းကံမကောင်းကံဆိုတာလောကမှာရှိတယ်ထိုကံရဲ့အကျိုးတရားလည်းရှိတယ်လို့ဒီလိုယုံကြည်တာဟာတတ္ထာနောက်တစ်ခုကဗုဒ္ဓဘာသာဝင်သူတော်စင်တို့အနေနဲ့မြတ်စွာဘုရားရဲ့ဉာဏ်တော်အည်အသွေးနဲ့ပတ်သက်ပြီးယုံကြည်တယ်ဘုရားဆိုတာအလုံးကိုသိတဏှာဝကထွက်မြောက်ကြောင်းတရားကိုဟောနိုင်တယ်နိဗ္ဗာန်ရှိတယ်ဆိုတာကိုဟောကြားနိုင်တယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဘုရားရဲ့အည်အသွေးကိုယုံကြည်တာဟာလေတတ္ထာလို့ခေါ်တယ်နောက်တစ်ခုမြတ်စွာဘုရားဟောထားတဲ့တရားဟာတို့တွေလက်တွေ့ကျင့်မယ်ဆိုလို့ရှိရင်ထိုတရားသည်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဆိုင်ရာအကျိုးကျေးဇူးတွေကိုပေးနိုင်တယ်လို့ဒီလိုယုံကြည်တယ်တန်ဃာတွေနဲ့ပတ်သက်လာလို့ရှိရင်ထိုတန်ဃာတွေမှာလှူလိုက်တန်းလိုက်ရလို့ရှိရင်အနည်းငယ်မြတ်သောလှူတော်လည်းပဲမြောက်များသောအကျိုးကိုတို့ရနိုင်တယ်လို့ဒီလိုယုံကြည်တာမျိုးအဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးကိုယုံကြည်တာဒါကိုတတ္ထာလို့ဒီလိုခေါ်တယ်ကဲတတ္ထာဖြစ်လာလို့ရှိရင်ဘယ်လိုဖြစ်မိမိတို့စိတ်ထဲမှာတတ္ထာဖြစ်လာယုံတယ်ဆိုတာကတစ်ခုကြည်တယ်ဆိုတာကတစ်ခုဒီလိုမှတ်ယုံတယ်ဆိုတာလက်ခံတာလက်ခံတဲ့သဘောဒီသဘာဝတရားတွေကိုလက်ခံထားတယ်လက်ခံထားသလိုကြည်တယ်ဆိုတာဘာတော့ဆိုလို့ရှိရင်တရားတရားလေးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာညစ်နှောက်နေတာတွေမရှိဘူးဘာနဲ့အလားတရံတူတုံးဆိုလို့ရှိရင်ရှေးခေတ်တုန်းကစัจ जा မင်းကြီးဆိုတာရှိအဲ့ဒီစัจ जा မင်းကြီးကခရီးသွားတဲ့အခါမှာရေကြီးတော်ဆက်တာဖို့သူ့နောက်ကလူတွေပြောတော့ခုခေတ်လိုလဲရေတံဘူးတွေပါတွေဆောင်းသွားနိုင်တာမဟုတ်ဘူးလေသူခေတ်ကတော့ရေကြီးတော်ဆက်တာပါလို့ဆိုတော့စัจ जा မင်းကြီးရေကြီးတော်လိုတဲ့နေရာကလည်းပဲရေတွေကနောက်နေအဲ့ဒီနောက်နေတဲ့ရေစัจ जा မင်းကရေတောက်ချင်တယ်ဆိုတော့ခွက်နဲ့ခတ်ပြီးတော့စัจ जा မင်းကြီးမှာပါလာတဲ့ဗရမ ्या ယရနာလေးကိုအဲ့ဒီရေထဲမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဗရမ ्या ရဲ့စွမ်းအားကြောင့်ရေထဲမှာရှိတဲ့အနောက်တွေဟာအလုံးထိုင်သွားပြီးရေကြီးရေသန့်ကိုရပါတယ်တဲ့ခုခေတ်ရေသန့်ဆက်လို့ဘလောက်ကောင်းတော့နော်အဲ့ဒီစัจ जा မင်းကြီးရဲ့ဗရမ ्या ယရနာသည်ရေနောက်မြူနီတွေကိုကြည်စေတတ်တယ်ဗရမ ्या ယရနာလေးထဲလိုက်တာနဲ့ပဲရေဟာကြီးသွားသလိုတရားတရားလေးဟာဗရမ ्या ယရနာနဲ့တူတယ်တဲ့ဟောဒီတရားတရားစိတ်ထဲမှာပေါ်လာတာနဲ့တပြိုင်နက်လူရဲ့အစိတ်မှာကြည်သွားတယ်ကြည်သွားတယ်ဆိုတာဘာတွေဖြစ်လို့ကြည်သွားတာတော့လို့ဆိုတော့အထတလိနိထက္ကရာမှာဆိုထားတာကတတ္ထာဥပ္ပိသမနာနိဝရဏေဝိခံပေတိကိလေသေတဏ္ဏိတိတာပေတိစိတ်တံပတိတတိတတ္ထာယုံကြည်မှုဆိုတဲ့တရားတရားသည်ဥပ္ပိသမနာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခါကာလမှာ
နိဝရဏေနိဝရဏတရားတို့ကိုဝိခံပေတိဖယ်ရှားနိုင်တော့၏စိတ်ရဲ့အညစ်အကြေးဆိုတာရှိတယ်ခန္ဓာကိုယ်မှာခန္ဓာကိုယ်ရဲ့ရုပ်ခန္ဓာကြီးမှာရုပ်ခန္ဓာရဲ့အညစ်အကြေးဆိုတာလူတိုင်းသိတယ်နော်ရုပ်ခန္ဓာကိုယ်ကြီးညစ်ကြေးနေလို့ရှိရင်ဘာလို့ရတော့ရေမိုးချိုးဖီလိမ်ရုပ်ခန္ဓာတန့်ရှင်းအောင်လုပ်ကြထို့တူပဲစိတ်ထဲမှာလည်းပဲအညစ်အကြေးဆိုတာရှိရုပ်ကိုပေသွားလို့ရှိရင်တော့လူတိုင်းကသိတယ်စိတ်ညစ်သေးသွားတာကိုတော့လူတိုင်းကသတိမထားမိကြဘူးစိတ်မှာလည်းပဲအဲ့ဒီလိုညစ်ပေသွားတာမျိုးရှိတတ်တယ်ဘာတွေကစိတ်ကိုညစ်ပေစေတယ်လဲလို့ဆိုလို့ရှိရင်ဓမ္မအလင်းရောင်ဓမ္မအသိဉာဏ်ရဖို့ရနဲ့ပတ်သက်လာလို့ရှိရင်တဲ့စိတ်ကိုညစ်သေးသွားစေတတ်တဲ့အရာတွေကဘာတွေတုံးဆိုကာမိဆန္ဒကာမဆိုတာsensual pleasure ဆန္ဒဆိုတာ desire for sensual pleasure လို့ဒီလိုဆိုတာပြောခြင်းစရာအာယုန်တွေလိုခြင်းစရာအာယုန်တွေပေါ်မှာစိတ်ဝင်စားပြီးတော့လိုခြင်းဆန္ဒဖြစ်နေတာလိုခြင်းစရာအာယုန်တွေနှစ်သက်စရာအာယုန်တွေဆိုတာဘာတော့ဆိုရင်မျက်စိနဲ့မြင်ရလို့လိုခြင်းစရာအာယုန်နားနဲ့ကြားရတဲ့လိုခြင်းစရာအာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့လိုခြင်းစရာအာယုန်လျှာနဲ့အရသာခံရတဲ့လိုခြင်းစရာအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့လိုခြင်းစရာအာယုန်ဒါတွေကိုကာမဂုဏလိုခြင်းစရာကောင်းပြီးစိတ်ကိုနှောင်ဖွဲ့ထားလို့ကာမဂုဏ်လို့ဒီလိုခေါ်တာကာမဆိုတာလိုခြင်းစရာကောင်းတယ်ဂုဏဆိုတာအနှောင်အဖွဲ့တွေတဲ့တမန်နဲ့ယုံထွက်ပြီးတော့မသွားနိုင်ဘူးမျက်စိကလှတာပါတာကြည့်ခြင်းနဲ့နားကလည်းตาရတဲ့အတန်နားထောင်ခြင်းနဲ့နှာခေါင်းကလည်းမွေးကြိုင်တဲ့အနံ့ကိုရှူခြင်းနဲ့ဆိုတာတမန်နဲ့ဖယ်ရှားပြစ်နိုင်စွမ်းမရှိဘူးတဲ့အဲ့ဒီကာမိဆန္ဒလို့ဆိုတဲ့လိုချင်စရာအာယုန်တွေပေါ်မှာစိတ်ဆန္ဒပြင်းပြနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဟာကြီးနေတာမျိုးမဖြစ်ဘူးလို့ဆိုလို့လောဘတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်သည်တရားထုတရားမြတ်အဲ့ဒီချိန်မှာမရနိုင်ဘူးထူးခြားတဲ့အသိဉာဏ်သူ့ရဲ့စိတ်မှာမပေါ်နိုင်ဘူးဒါကြောင့်မို့ဒီတရားကိုနိဝရဏလို့ခေါ်တယ်နိဝရဏဆိုတာ mental hindrance စိတ်ရဲ့အဟံတာအတားအဆီးတွေဘာကိုတားဆီးတာတုံးဆိုရင်ကုသိုလ်စိတ်မဖြစ်အောင်စုပ်ပိတ်တားဆီးတတ်တဲ့သဘာဝတရားတစ်မျိုးစဉ်းစားကြည့်လေအပျော်ပါအာယုံကိုလိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်ပြီးတော့ဓမ္မအသိဉာဏ်တစ်ခုရနိုင်မလို့မရနိုင်ဘူးဒါကြောင့်မို့လို့ကာမိဆန္ဒဆိုတဲ့သဘာဝတရားစိတ်ထဲမှာအဟံအတာဖြစ်လာဒီကာမိဆန္ဒကိုဖယ်ရှားပြစ်နိုင်တာဘယ်သူကဖယ်ရှားပြစ်နိုင်လို့ဆိုတော့ဟောဒီတတ္တာဆိုတာကဖယ်ရှားပြစ်နိုင်တယ်တတ္တာဆိုတဲ့တရားလေးပေါ်လာလိုက်တာနဲ့တပြိုင်နက်ဟောဒီကာမိဆန္ဒဆိုတဲ့ပြောစရာအာယုန်တွေပေါ်မှာစိတ်ဝင်စားနေတာပျောက်သွားတယ်ဒါကြောင့်မို့လို့ပြောစရာအာယုန်နဲ့မပြောတဲ့ဘဲနဲ့ဒီကနေ့တရားနာမယ်ဆိုတဲ့ဓမ္မအသိဉာဏ်တွေရအောင်လုပ်မယ်ဆိုစိတ်ဝင်စားမှုကတစ်မျိုးပြောင်းသွားဒါတတ္ထာရဲ့စွမ်းအားလို့ခေါ်တယ်ထို့တူပဲဗျာပါဒဆိုတာစိတ်ထဲမှာအလိုမကျဖြစ်လူတွေကကိုလိုချင်တာကိုရလို့ရှိရင်ကာမိဆန္ဒလောဘဖြစ်တယ်လိုချင်တာမရဘူးဆိုလို့ရှိရင်အလိုမကျဒေါသဖြစ်တယ်အဲ့ဒီဒေါသဟာလည်းပဲကုသိုလ်တရားတွေကိုစုပ်ပိတ်တတ်တဲ့သဘာဝတရားဖြစ်လို့သူ့ကိုနိဝရဏလို့ခေါ်တယ်ဒါကလည်းပဲဒီဒေါသအလိုမကျဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဟာညှဉ်းနွမ်းနေသည့်အတွက်ကြောင့်ဘယ်လို့မှထူးခြားတဲ့အသိဉာဏ်တစ်ခုရနိုင်ဖို့ရမရှိဘူးတဲ့ကုသိုလ်စိတ်လည်းမပေါ်ဘူးဒါကိုတရတရားလေးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီလိုအလိုမကျတာတွေလည်းအကုန်လုံးပျောက်သွားတယ်တရတရားဝင်လာပြီဆိုရင်စိတ်ကလေးဟာအဲ့ဒီအနောက်တွေဖယ်ပြီးတော့ကြည်သွားတယ်လို့ဒီလိုဆိုတာထို့တူပဲဌိနမိတ်တာတဲ့
စိတ်အားတွေလျော့လာတယ်စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်တွေလုပ်ရမှစိတ်မဝင်စားဘူးတရားနာဖို့စိတ်မဝင်စားဘူးတရားအထုတ်ဖို့စိတ်မဝင်စားဘူးသီလဆောက်တည်ဖို့စိတ်မဝင်စားဘူးဒီလိုဖြစ်လာတတ်တယ်ယမယံခါအဲ့ဒီစိတ်တွေမှာတွန်းဆုတ်လာတဲ့သဘောတရားဟာလည်းပဲအတိညာဏ်ကိုအနှောက်အယှက်ပေးတတ်တယ်ဘယ်လိုနည်းနဲ့မှဓမ္မဉာဏ်မရနိုင်ဘူးတဲ့နောက်တစ်ခုကဥဒိစ္စခုတ်ကုစ္စဥဒိစ္စခုတ်ကုစ္စစိတ်တွေလေးနေတာစိတ်တည်ငြိမ်မှုမရှိဘဲနဲ့စိတ်တွေကလေးနေတာဥဒိစ္စခုတ်ကုစ္စဆိုတာတစုံတစ်ခုအတွက်နောင်တပူပန်းနေတဲ့သဘောတရားတဲ့ဩအဲ့ဒီသဘောနှမျိုးဖြစ်နေလို့ရှိရင်လည်းပဲစိတ်ဟာကြည်လင်တာမဖြစ်သည့်အတွက်ကြောင့်အတိညာဏ်ကိုစိုးပိတ်ထားသလိုဖြစ်တယ်နောက်တစ်ခုကဝိသိကိစ္စတန်တရားဖြစ်နေတာတန်တရားဖြစ်ဆိုတာတရားဓမ္မနဲ့ပတ်သက်တဲ့တန်တရားဖရာနဲ့ပတ်သက်တဲ့တန်တရားအကျင့်နဲ့ပတ်သက်တဲ့တန်တရားဆိုတဲ့ဒီတန်တရားတွေဝင်နေလို့ရှိရင်လည်းပဲအတိညာဏ်ရဖို့အတွက်မဖြစ်နိုင်ဘူးတဲ့အေးတတ္ထာစွမ်းအားမိမိတို့စိတ်ထဲမှာပေါ်လာလိုက်ပြီဆိုတာနဲ့တပြိုင်နက်အဲ့ဒီအခြေအနေတွေအကုန်ပြောက်သွားတယ်ဒါကိုပြောတာတတ္တာဆိုတဲ့တရားသည်ဥပ္ပဇာမာနာမိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့အခါကာလမှာနိဝရဏေနိဝရဏတရားတို့ကိုဝိခံပေတိဖယ်ရှား၍ပြစ်လိုက်လေတော့၏ကိလေသာစိတ်အငြိကြီးလို့ဆိုတဲ့ကိလေသာတွေကိုတဏှိတိတာပေတိနှိမ့်မြုံငြိမ်ဝတ်သွားစေနိုင်တတ္တတရားလေးပေါ်လာလို့ရှိရင်အဲ့ဒီစိတ်ကူးစိတ်တန်းတွေစိတ်ရဲ့အညစ်အကြေးတွေအကုန်လုံးပြောင်းပြီးတော့ဘာတွေဖြစ်လာတော့ပတန်နေနာစိတ်တေနာတတ္တာဖြင့်ကြီးနေတဲ့စိတ်ရှိစိတ်ဓာတ်ဖြင့်ကုလဗုဒ္ဓမျိုးကောင်းသားမျိုးကောင်းသမီးသည်ဒါနံဒေတိအလှပေးဤသီလံသမာဓိယတိသီလဆောက်တည်ဤဘာဝနာတရားကိုအာရဝတိအာထုတ်ဤဟောတရားတရားလေးဖြစ်လာလို့ရှိရင်ခုနပြောတဲ့အာယုန်ဒီပေါ်မှာမျောလင့်တောင်းတတာတွေတခုမှမထားတော့ဘဲနဲ့လူချင်းတဲ့စိတ်တွေပေါ်လာတယ်သီလဆောက်တည်ခြင်းတဲ့စိတ်တွေပေါ်လာတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်တွေစိတ်ဝင်စားလာစန္ဒတရားတွေကြီးထွားလာဒီလိုဆိုတာနော်တတ္တာစွမ်းအားကနေဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့်လူရဲ့စိတ်ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုယ်ပြန်ပြီးတော့ check in လုပ်ကြည့် mental check up ပေါ့လူတွေက medical check up တော့လုပ်ကြတယ်လေဆေးရုံတွေသွားပြီးတော့ medical check up လုပ်တယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ mental check up ကလေးလည်းလုပ်ပေးရမယ်ကိုယ်စိတ်လေးမှာငါစိတ်မှာဒီအငြိအကျေးတွေရှိသလားဆိုတာကိုယ့်အကို mental check up လုပ်ဖို့ကောင်းအဲ့လိုလုပ်လိုက်တဲ့အခါကျတော့ကြည့်တရားတရားလေးဖြစ်လာတဲ့အခါမှာတရားတရားမဖြစ်ခင်ကအချိန်နဲ့တရားတရားဖြစ်လာတဲ့အချိန်ဟာအလွန်ကွာခြားတရားတရားဖြစ်လာပြီဆိုလို့ရှိရင်အေးလှူဖို့တန်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့စိတ်ကူးလာတယ်တရားနာဖို့စိတ်ကူးလာတယ်တရားကျင့်ဖို့စိတ်ကူးလာစိတ်ဝင်စားလာတရားတရားဝင်လာလို့စိတ်ကြီးလာတာနဲ့တပြိုင်နက်ဟုတ်လားအိမ်မှာရှိတဲ့ဘုရားကမ်းမှာရှုပ်နေသလားဘုရားပန်းနေနွမ်းနေသလားရေချမ်းတော်တွေမှာရှိရလားမိထွန်းဖို့များလိုသလားစသဖြင့်မြတ်စွာဘုရားရဲ့ဘုရားကမ်းကိုကြည့်လာတရားတရားဝင်လာပြီဆိုတာနဲ့စပြီးဘုရားကမ်းကြည့်လာပြီးတော့တန်ရှင်းလုပ်တယ်ရေလှူတယ်ပန်းလှူတယ်ဟောတရားတရားဝင်လာအကယ်၍တရားတရားမဝင်ဘူးဆိုလို့ရှိရင်လှဲ့တောင်မကြည့်ဘူးသူတွေနော်ဒီပြင်ပဲစိတ်တွေဝင်စားပြီးတော့ကုသိုလ်ကောင်းမှုပဲစိတ်ဝင်တရားတရားဖြစ်လာတဲ့အချိန်နဲ့မဖြစ်တဲ့အချိန်ဟာအလွန်ကွာခြားပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်ဩငါတဏ္ဍာမှာတရားတရားတွေဖြစ်လာပြီလို့ဒီလိုမှဒီတတ္ထာဆိုတဲ့ဥစ္စာအမတန်မှအရေးပါတယ်တဲ့ဘာဖြစ်လို့တုံးဆိုဘုန်းကြီးတို့စာပေကျမ်းဂန်မှာတတ္ထာကိုလက်နဲ့နှိုင်းရှင်ထားတယ်လောကမှာလူတွေဟာပေးเสียရှိလဲလက်ပါရတယ်ယူเสียရှိလဲလက်ပါရတယ်လက်မရှိလို့ရှိရင်ယူလို့လည်းမရဘူးလမ်းမှာယရနာတွေတွေ့တော့လည်းပဲလက်မပါရင်မကောက်ယူနိုင်တယ်လို့ပဲတတ္ထာဆိုတဲ့လက်ကလေးမှမရှိဘူးဆိုလို့ရှိရင်
ဒါနလည်းမလုပ်ဖြစ်ဘူးသီလလည်းမဆောက်တည်ဖြစ်ဘူးဘာဝနာဆိုတဲ့ကုသိုလ်ယရနာကိုလည်းရအောင်မယူနိုင်ဘူးလို့ဒီလိုဆိုလိုတာနော်ဒါကြောင့်မို့လို့တတ္ထာဆိုတဲ့ဒီတရားဟာလက်နဲ့အလားတရတူတယ်တရားလက်ရှိတဲ့ပုဂ္ဂိုလ်တွေလှူဖို့တမ်းဖို့အစဉ်သင်းဖြစ်တယ်ပေးဖို့ကမ်းဖို့အစဉ်သင်းဖြစ်တယ်တရားလက်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်တရားအထုတ်ဖို့လည်းအစဉ်သင်းဖြစ်တယ်တရားနာဖို့လည်းအစဉ်သင်းဖြစ်ကောင်းတာတွေလုပ်ဖို့အတွက်တရားလက်ရှိတဲ့ပုဂ္ဂိုလ်ဟာအားလုံးကိုအစဉ်သင်းဖြစ်တယ်နောက်တစ်ခုကတရားကိုဗာနဲ့ဥပမာပေးထားတယ်ဆိုတရားဟာမျိုးစေ့နဲ့အလားတရတူတယ်ဘယ်လိုတူတော့မျိုးစေ့လေးကတဲ့တပြိုင်နဲ့အလုံးနှလုံးကိုလှုပ်တယ်တဲ့ကဲဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတို့စဉ်းစားကြည့်မျိုးစေ့လေးကအလုံးနှလုံးလှုပ်တယ်ဆိုတာဘာပြောတာတော့မျိုးစေ့လေးတစ်စိကိုဆိုပါစို့တရက်စီလေးကိုမြေထဲမှာချပြီးတော့စိုက်လိုက်မယ်ဆိုရင်အဲ့ဒီမျိုးစေ့ကအလုံးနှစ်ခုလှုပ်တယ်ဘာတော့ဆိုရင်အောက်ကိုအမြင့်သက်ဆင်းခြင်းဆိုတာဟောဒီအစေကဖြစ်တာအပေါ်မှာအညွန့်အညောက်ကလေးတက်လာခြင်းဆိုတာရဲ့တစ်ခုအောက်ကိုအမြင့်ဆင်းတာကတစ်ခုအပေါ်ကိုအညွန့်တက်လာတာကတစ်ခုဟောဒီနှစ်ခုလှုပ်တယ်ဒါမျိုးစေ့ကဖြစ်တဲ့အလှုပ်တစ်ခုအေထို့တူပဲတရားတရားဆိုတာလေမျိုးစေ့နဲ့အလားတရတူတယ်တဲ့တရားတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းတရားလည်းကောင်းလာတယ်အဲ့ဒီပုဂ္ဂိုလ်ကိုချင်းတရားအမြင့်နဲ့အလားတရတူတယ်အဲ့ဒီကိုချင်းတရားဘက်ကလည်းပဲကောင်းလာတယ်ကိုချင်းတရားကောင်းရုံနဲ့မကဘူးသမထကျင့်စဉ်တို့ဘာဝနာဝိပဿနာကျင့်စဉ်တို့ဆိုတာတွေလည်းပဲကျင့်လာတယ်တရားတရားကောင်းတာဩသီလဆိုတဲ့အမြင့်ကလေးဆင်းလာပြီးတော့သမထဝိပဿနာဘာဝနာဆိုတဲ့အညွန့်ကလေးတွေတက်လာတာဟာတရားတရားကြောင့်ဖြစ်တာတဲ့ဒါကြောင့်မို့တတ္ထာဟာမျိုးစေ့နဲ့အလားတရတူပါတယ်လို့ဇာပေကျမ်းဂန်မှာနားလည်အောင်ဒီလိုထုတ်ဖို့ဟောထားတာနော်အေးတတ္ထတရားဆိုတာတတ္ထတရားရဲ့တန်ဖိုးကိုလူတွေတဲ့နတ်တွေကပိုသိတယ်ဘာဖြစ်လို့လူတွေတဲ့နတ်တွေကပိုသိတုံးဆိုတော့လူပြည်လူလောကမှာတော့စီးပွားဥစ္စာကြိုးစားပြီးတော့ရှာကြကိုယ့်ရဲ့လုံလဝီရိယကြောင့်စီးပွားဥစ္စာတွေတိုးတက်ကြတယ်ဆိုတော့ကံကံရဲ့အကျိုးတတ္ထာရဲ့စွမ်းအားကိုသိပြီးတော့မသိကြဟောနတ်တွေကြတော့ကံကံရဲ့အကျိုးပိုးပြီးတော့သိဘာဖြစ်လို့သူတို့ကလောက်ကင်စားရတဲ့ဘဝမဟုတ်ဘူးကံပေးသမျှနဲ့ကျင့်တတ်ကြတဲ့ဘဝဆိုတော့အရာရာဟာကံပေါ်မှာမူတည်နေတယ်ကံမရှိလို့ရှိရင်ဘာမှမရဘူးသူတို့စီမှာဘလောက်လှုပ်ချင်လို့မှမရဘူးเนาะလူပြည်မှာတော့ရောင်းဝယ်လုပ်လို့ရတာမဟုတ်ဘူးရွှေဆိုင်တို့ဘာလို့ဖွင့်လို့ရတာမဟုတ်ဘူးနတ်ပြည်မှာအဲ့တော့သူကံပေးတာလေးတင်ပဲသူကနတ်ပြည်မှာဒီလိုအေးနတ်ပြည်ကနတ်တွေကဘလို့ကြောင့်သိတယ်လို့ပြောရတော့ဆိုရင်နတ်တွေဟာလူနဲ့မတူဘူးဖြစ်ပေါ်လာတဲ့ဘဝတစ်ခုမှာသူတို့ရဲ့နတ်သက်တမ်းတစ်လျှောက်လုံးမှာဝတ်ထားတဲ့အဝတ်လည်းဘယ်တော့မှဖော့ရတယ်မရှိပန်ထားတဲ့ပန်းလေးတွေကလည်းဘယ်တော့မှနွမ်းသွားတယ်မရှိနတ်တွေဟိုပူလို့အိုက်လို့ချွေးထွက်တာဆိုတာလည်းမရှိဘူးနတ်ခန္ဓာကိုအမြဲတမ်းတန့်စင်တန့်ပြန့်နေတာပဲအဲ့တော့နတ်ပြည်မှာပေါင်တာတို့ကလည်းလိုမယ်မထင်ဘူးရေမွေးတို့ကလည်းလိုမယ်မထင်ဘူးเนาะတဘာဝကိုကတန့်ပြန့်နေတာသို့တော့နတ်တယောက်ဟာကံကုံတော့မယ်ဆိုရင်ဘာဖြစ်လာဝတ်ထားတဲ့အဝတ်တွေနွမ်းလာတယ်ပန်ထားတဲ့ပန်းလေးကလည်းညှိုးလာခန္ဓာကိုယ်ကလည်းခါတိုင်းလိုစိုးစိုးပြူးပြူးမဖြစ်ဘူးနည်းနည်းမွဲ၆၆ကလေးဖြစ်လာဂျိုင်းကြားကလည်းချွေးလေးတွေပါလေးတွေစို့လာတယ်ဒါကသူတို့ကဆိုင်းပြတာလို့ခေါ်တယ်ဆိုင်းပြလာလို့ရှိရင်တော့အဲ့တော့ medical check ကသွားလုပ်မနေနဲ့တော့မရတော့ဘူးเนาะအဲ့ဒီနတ်ဟာဘာလို့ရတော့ဆိုမိတ်ဆွေတငယ်ချင်းတွေကအဲ့ဒီလိုအခြေအနေတွေပေါ်လာတဲ့နတ်ကိုနန္ဒုံဥယျာဉ်ကြီးတဲ့ဆွဲခေါ်သွားပြီးတော့စကားသုံးခေါ်နဲ့မှာကြတယ်အေးမင်းဘာမှမစိုးရိမ်နဲ့ဒီဘဝကတည်သွားလို့ရှိရင်အကောင်းဆုံးဘုံကိုရောက်အောင်သွားတဲ့အကောင်းဆုံးဘုံကိုရောက်အောင်သွားတဲ့အကောင်းဆုံးဘုံရောက်တဲ့အခါကျတော့အကောင်းဆုံးလတ်လတ်ပါကိုရောက်အောင်ယူ
အဲ့ဒီရထားတဲ့လက်လက်ပါကိုခိုင်မာအောင်ကြိုးစားတဲ့ဒီစကားသုံးခုကိုသူတို့ပြောလိုက်တယ်အဲ့ဒီစကားသုံးခုရဲ့အဓိပ္ပာယ်ကဘာတုံးလို့ဆိုအကောင်းဆုံးဘုံကိုရောက်အောင်သွားဆိုတာလူပြေကိုသွားလို့ပြောတာတဲ့အကောင်းဆုံးလက်လက်ပါကိုရအောင်ယူဆိုတာတတ္ထာတရားကိုပြောတာအဲ့ဒီရထားတဲ့တရားတရားကိုခိုင်မာအောင်လုပ်တာကိုအဲ့ဒါရထားတာကိုခိုင်မာအောင်လုပ်ပါလို့ဒီလိုပြောတာဟောဒီနတ်တွေကနတ်သားတယောက်နတ်သမီးတယောက်စုတည်တော့မယ်ဆိုရင်ဥယျာဉ်နဲ့ခေါ်ပြီးတော့အဲ့ဒီသုံးခွန်းသောစကားကိုမှားကြားလိုက်တယ်လို့ဆိုတာအဲ့တော့တရားစွမ်းအားရဲ့တန်ဖိုးကိုသူတို့ကသိလူပြေရဲ့တန်ဖိုးကိုလည်းသိခုခေတ်တော့လူတွေကတော့ဘာလုပ်ကြတော့ဆိုတော့နိုင်ငံခြားထွက်ပြီးတော့အလုပ်လုပ်ကြတာပေါ့ဗျာအဲ့တော့နိုင်ငံခြားကိုသူကတိလို့ထင်နေကြတာဟုတ်နော်နိုင်ငံခြားကရတာလေးတွေယူလာဒီလိုနဲ့ခုခေတ်ကတော့တစ်မျိုးပေါ့အဲ့တော့နတ်တွေကတော့မဟုတ်ဘူးလူပြေကိုသိတ္တံမိုးထားတယ်ဘာဖြစ်လို့လဲလူပြေမှာကဖျားရှိတယ်တရားရှိတယ်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်ဖျားတရားတန်ခါယရဏသုံးပါးရှိသည့်အတွက်ကြောင့်လူပြေမှာကုသိုလ်ဥစ္စာတွေမြောက်များစွာရဖို့ရလူပြေမှာရှိတာတဲ့နတ်ပြေမှာအခွင့်အလမ်းသိမ့်မသာဘူးသီလဆောက်တည်ဖို့လည်းသိမ့်မလွယ်ဘူးဆွမ်းကတ်ခြင်းဆွမ်းကြွေးခြင်းကြောင်းဆောက်ခြင်းလို့လည်းမရဘူးနတ်ပြေမှာဟုတ်ကလားလူပြေမှာကကုသိုလ်ကောင်းမှုတွေကအကုန်လုံးနိုင်တယ်ဒါကြောင့်မို့လူပြေကိုသူတို့ကသူကတိဘုံလို့သတ်မှတ်တယ်လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြင်နတ်သားတွေနတ်သမီးတွေတဲ့ပို့ပြီးတော့ထူးခြားပြီးစိစိမ်ဥစ္စာကတောက်ပြောင်မှုရှိတယ်ဒါကြောင့်မို့လို့လူပြေကိုသွားချင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွားလူပြေမှာတရားတရားရှိပြီဆိုလို့ရှိရင်ဒုတရားစွမ်းအားကိုအသုံးပြုပြီးတော့ကုသိုလ်တွေများများလုပ်ပြီးတဲ့အခါကျတော့ဒုနတ်ပြေကိုပြန်လာခဲ့လို့ဒီလိုပြောတာနော်လူပြေကလူတွေကတော့လူဘဝသိကြတယ်ထင်တာကိုတွက်ကြည့်ပါလားတာဝရိန္ဒနတ်ပြေကလူပြေမှာနှစ်ပေါင်း100မှာတာဝရိန္ဒနတ်ပြေမှာတရက်ရှိသေးတာတဲ့အခုဘုန်းကြီးတို့တွေဟာပဲတာဝရိန္ဒတရက်တောင်မရှိသေးဘူးเนาะနိုင်ပိုင်းရှိသေးတယ်ဒါကိုကြာလာပြီဒီကလူတွေအိုးကုန်ပြီเนาะဟိုမှာတရက်တောင်မရှိသေးဘူးအဲ့ဒီလိုရက်ပေါင်းနဲ့တွက်ထားတဲ့လူပြေနဲ့တွက်မယ်ဆိုရင်နှစ်ပေါင်းမြောင်များစွာအသက်ရှိတာဝရိန္ဒနတ်ပြေနဲ့တွက်မယ်ဆိုရင်အနှစ်1000အသက်ရှိတဲ့အနှစ်1000ဆိုဒီမှာလူပြေကအနှစ်1000မဟုတ်ဘူးလူပြေမှာအနှစ်100ကိုတရက်ယူထားတဲ့နှုံးနဲ့တွက်ထားတဲ့အနှစ်1000အဲ့ဒါလိုနတ်ပြည်မျိုးကိုဘာနဲ့ရနိုင်တာတုံးဆိုလို့ရှိရင်အခုပြောတဲ့တရားနဲ့ရနိုင်တာစိတ်နဲ့လည်းဝယ်လို့မရဘူးရွှေနဲ့လည်းဝယ်လို့မရဘူးနော်လောကီဥစ္စာတွေပေးလို့မရဘူးတဲ့တတ္ထာဆိုတဲ့ဥစ္စာချမ်းသာပြီဆိုလို့ရှိရင်အဲ့ဒီလိုနတ်ပြည်မျိုးလည်းရနိုင်တယ်လို့တလို့ပြောတယ်ဒါကြောင့်မို့လို့ဒီဥစ္စာကခုနကလောကမှာရှိတဲ့ပိုက်ဆံတွေလည်းပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဟုတ်လားသူ့ရဲ့နိုင်ငံအသီးသီးမှာရှိတဲ့ငွေကြီးဌာနတွေရဲ့တန်ဖိုးတွေမတူဘူးမဟုတ်လားကြောက်ဆိုလို့ရှိရင်လည်းလမ်းခင်းတဲ့ကြောက်နဲ့ဗရမ ्या ကြောက်နဲ့မတူဘူးမဟုတ်လားတန်ဖိုးတွေကွာခြားတယ်အဲ့ဒီလိုတန်ဖိုးကွာခြားတယ်လို့ပဲလောကီဥစ္စာနဲ့ဟောဒီတတ္ထာဆိုတဲ့လောကုတ္တရာဥစ္စာပဂတိဥစ္စာနဲ့တတ္ထာဆိုတဲ့သူတော်ကောင်းဥစ္စာဒီနှစ်ခုရဲ့တန်ဖိုးဟာသိပ်ကွာလွန်အားကြီးတယ်လမ်းဘေးကကြောက်ဟာကားကြီးနဲ့4-50စီးတိုက်4-50စီးတိုက်တဲ့တန်ဖိုးဟာဒီစိန်ကလေးတစ်လုံးရဲ့တန်ဖိုးနဲ့ဆက်ကြည့်လိုက်လို့ရှင်အများကြီးကွာနေပြန်ရောနော်မတူဘူးတန်ဖိုးချင်းတအားကွာတယ်ဒါကြောင့်မို့လို့လောကီဥစ္စာတွေနဲ့အခုလိုမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့အခုလိုပြောတဲ့တတ္ထာလို့ဆိုတဲ့ဥစ္စာမျိုးနဲ့အလွန်ကွာတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကမြတ်သောဥစ္စာစုဆောင်းပါလို့ပြောတာလောကီဥစ္စာတွေစုဆောင်းပြီးလို့ရှင်ထိုဥစ္စာတွေကအသုံးမတတ်လို့ရှင်ဘာဖြစ်သေးတုံးဆိုတော့ဟနန္တိဘောဂဒုံမေဒါနောစပါရကဝေတိနော
ဒုံမေတာအသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုဘောဂစည်းစိမ်ဥစ္စာတွေကဟနန္တိဖြစ်စည်းတတ်ကြတယ်ပစ္စည်းဥစ္စာချမ်းသာလို့လူပျက်စီးသွားတာတွေအများကြီးရှိတယ်ပစ္စည်းဥစ္စာရှိလို့လူပျက်စီးသွားနိုင်သေးတယ်လောကီဥစ္စာတွေကလူကိုဖျက်တယ်လို့ပြောတာနော်ဟနန္တိဘောဂဒုံမေတာနောစပါရကဝေတိနောလူကိုဖျက်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေဖျက်တုံးလောကီဥစ္စာကိုအသုံးမတတ်တဲ့ပုဂ္ဂိုလ်တွေကိုဖျက်တယ်လောကီဥစ္စာရလာလို့ရှိရင်ထာဝရစည်းစိမ်ကြီးလို့ထင်ပြီးကုသိုလ်ကောင်းမှုမလုပ်ဘူးထိုလောကီဥစ္စာတွေရဲ့မခိုင်မာတဲ့သဘောညီဖြတ်လို့ပြတ်နိုင်တယ်ရေဖြတ်လို့ပြတ်နိုင်တယ်ရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့ဆိုတဲ့သဘောတွေကိုမစင်စားဘူးမစင်စားတဲ့အခါကျတော့ထိုပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာပြီးတော့နေသည့်အတွက်ကြောင့်အသုံးဖြုံမတတ်သည့်အတွက်ကြောင့်အသုံးဆွဲမတတ်သည့်အတွက်ကြောင့်ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာလည်းဒုက္ခရောက်တတ်တယ်တဲ့နောက်ဘဝမှာလည်းပဲဒုက္ခရောက်တတ်တယ်ပစ္စည်းကြောင့်ဒုက္ခရောက်သွားတာတွေအများကြီးရှိတယ်လို့ဆိုတယ်နော်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကရာဇဂိုပြည်မှာဈေးတယ်မကြီး၄ဦးရှိတဲ့အဲ့ဒီဈေးတယ်မကြီး၄ဦးကအိုးအယောင်းဝယ်လုပ်ပြီးရသမျှတွေအကုန်စုမလူရဲမတန်းရဲမစားရဲမသောက်ရဲချိုးချံချွေတာပြီးတော့ပစ္စည်းဥစ္စာတွေစုလိုက်တာပစ္စည်းဥစ္စာတွေလည်းအတော်စုမိရောအဲ့ဒီဈေးတယ်အမျိုးသမီး၄ယောက်ကံကုန်လို့သေဆုံးသွားကြတဲ့အခါကျတော့ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတဲ့စိတ်တွေနဲ့သေသွားလို့ဘာဖြစ်တုံဆိုလို့ရှိရင်ပြိတ္တမကြီး၄ယောက်ဖြစ်သူတို့မသုံးလိုက်ရဘူးအဲ့ဒီသူတို့ရှာသွားတဲ့ပစ္စည်းတွေကိုဘယ်သူတွေကသုံးလို့ဆိုရင်နောက်အမွေခံတဲ့ပုဂ္ဂိုလ်တွေကသုံးပြိတ္တဘုံကနေလှမ်းကြည့်လိုက်တဲ့အခါအဲ့ဒီမှာလည်းပဲစိတ်ဆင်းရဲမှုတစ်ခါထပ်ပြီးသူတို့ကြုံရပြန်တယ်အေးတို့ကတော့မစားရဲမတောက်ရဲနဲ့ဆင်းရဲခံပြီးတော့စုထားတဲ့ဒုပစ္စည်းတွေအခုသူတို့ကသုံးနေကြလေခြင်းဆိုပြီးတော့ဟောဆင်းရဲဒုက္ခရောက်ပြီးတော့နေကြတယ်ငိုကြွေးနေကြတယ်ဆိုတာပေတဝတ္ထုထဲမှာပါတယ်မှတ်တမ်းတင်ထားတာရှိတယ်တကယ်အဖြစ်ပြ true story ပေါ့နော်ရာဇဂိုပြည်က true story အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကတတိပေးထားတာဟနန္တိဘောဂဒုံမေတာနောစပါရကဝေတိနောဘောဂစီစဉ်ဥစ္စာတွေဆိုတာဒုံမေတာအသိပညာမရှိတဲ့ပုဂ္ဂိုလ်ကိုဟနန္တိဖြစ်စည်းတတ်ကြတယ်ပါရကဝေတိနောပစ္စည်းကိုအသုံးပြုပြီးတကားလားနိဗ္ဗာန်ချမ်းသာကိုရှာတတ်တဲ့ပုဂ္ဂိုလ်တွေကိုတော့နောဟနန္တိမဖြစ်စည်းနိုင်ကြကုန်ပစ္စည်းဥစ္စာကလူတိုင်းကိုဖျက်ဆီးသလားလို့ဆိုတော့ဒုံမေထစဉ်းစားဉာဏ်မရှိတဲ့လူတွေကိုဖျက်ဆီးတာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုမဖျက်ဆီးဘူးစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကအေးတို့ရလာတဲ့စီစဉ်ဥစ္စာတွေသာသနာတော်ကြီးမှာမြုပ်ထံမယ်လှူမယ်တမ်းမယ်အကျိုးရှိမဲ့နေရာတွေရွေးချယ်ပြီးတော့လှူတယ်လှူပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြတယ်ဟောတာပစ္စည်းကရလာတဲ့အကျိုးတရားတွေနော်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့ပစ္စည်းကဒုက္ခမပေးဘူးထိုပစ္စည်းကိုအကြောင်းပြုပြီးတော့နိဗ္ဗာန်ချမ်းသာကိုရအောင်ရှာတယ်ပေါ့ဒုံမေတ္တလို့ခေါ်တဲ့စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းကြောင့်ဒုက္ခရောက်တတ်တယ်တဲ့ဒါကိုဟောတာအေးတတ္တဆိုတဲ့စွမ်းအားရှိလာပြီဆိုလို့ရှိရင်တော့လောကမှာလူတွေဟာကုသိုလ်ကောင်းမှုလုပ်ဖို့ရတယ်အလုံးစိတ်ဝင်စားလာဒါကြောင့်မို့လို့တတ္တဆိုတဲ့ဥစ္စာနိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်စိန်ကောင်းကြောက်ကောင်းဟာဒီတဘဝပဲသုံးဆွဲလို့ရနောင်ဘဝထီအောင်ထိုစိန်ကောင်းကြောက်ကောင်းရဲ့အကျိုးကျေးဇူးကိုခံရမှာမဟုတ်တတ္ထာဆိုတဲ့ပစ္စည်းဥစ္စာကတော့ဒီဘဝတည်းမကဘူးဘဝအဆက်ဆက်မှာလိုက်ပြီးတော့ချမ်းသာဒုက္ခရအောင်ဆောင်ရွက်ပေးနိုင်တဲ့တဘာဝတရားဒါကြောင့်မို့တတ္ထာဆိုတဲ့ပစ္စည်းဥစ္စာမျိုးမိမိတို့တဏ္ဍာမှာရအောင်ရှာဖွေချရမယ်လို့မြတ်စွာဘုရားကဒီလိုဟောတာပါနော်ကဲတရားချက်ခင်သူတော်စင်ပြိဿတို့ဒီကနေ့တို့မြတ်သောဥစ္စာဆိုရှာရမှာတခုပါဘာတော့ဆိုရင်တတ္တာတတ္တာဆိုတာခုနကပြောတဲ့အတိုင်းကံကံဤအကျိုးယုံကြည်တာရဲ့ဖရာတရားတန်ခါယရဏသုံးပါးယုံကြည်တာရဲ့ကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားတာရဲ့ဒါကိုတတ္တာလို့ခေါ်တယ်စိတ်ဝင်စားလာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တယ်က
ကဲနောက်တစ်ခုရှာရမယ့်ပစ္စည်းကဘာပစ္စည်းတုံးလို့ဆိုလို့ရှိရင်သီလတဲ့တတ္တရှိလာပြီဆိုလို့ရှိရင်တော့သီလလည်းရှိတတ်တာမို့မြတ်စွာဘုရားကဆက်သွယ်လာတဲ့ဟာတွေကိုခေါ်လိုက်တယ်ကိုချင်းတရားလည်းကောင်းမှကောင်းဖို့လိုတယ်တဲ့ကိုချင်းတရားဟာလည်းပဲဥစ္စာဒနာနဲ့အလားတန်တူပါတယ်အေးပစ္စည်းဥစ္စာတွေတော့ချမ်းသာတယ်ကိုချင်းတရားမကောင်းဘူးဆိုရင်ထိုပစ္စည်းဥစ္စာတွေကဒီပုဂ္ဂိုလ်ထံမှာမမြဲတတ်ဘူးဒါတော့ကိုချင်းတရားပြက်ပြားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာပြက်ပြားသွားတယ်ဆိုတာလောကမှာမျက်မြင်သာရကတွေအများကြီးရှိတာပဲကိုချင်းတရားဆိုတဲ့နေရာမှာလူတွေမှာဘာအရေးကြီးဆုံးလို့ဆိုရင်၅ပါးသီလပေါ့တချို့က၅ပါးသီလကို2ပါးလောက်စောင့်ရင်ပြီးတယ်1ပါးလောက်စောင့်ရင်ဒီလိုပြီးတယ်လို့ထင်တယ်မဟုတ်ဘူး၅ပါးသီလကလျှော့စရာမရှိဘူးเนาะ၅ပါးသီလဟာ၅ပါးလုံးပြည့်စုံအောင်စောင့်နိုင်ရင်စောင့်မစောင့်နိုင်လို့1ပါးသီလ2ပါးသီလဆိုရင်ဉာဏ်ဒုက္ခပေးမှာပဲသိကြတယ်၅ပါးသီလသည်ဝါရိတ္တသီလမျိုးခေါ်တယ်စာရိတ္တလို့မခေါ်ဝါရိတ္တဆိုတာတားမြစ်ထားတာမလုံးအောင်ဘာကြောင့်မလုံးရတာတုံးလို့ဆိုရင်စဉ်းစားကြည့်ပေါ့ဗျာမိကိုကင်ရင်မပူဘူးလားဘယ်သူကင်ပူတာပဲထို့တူပဲ၅ပါးသီလလွန်ကျူးရင်ဘယ်၅ပါးသီလပဲဖြစ်ဖြစ်လွန်ကျူးလို့ရှိရင်တော့ခဏမီးလောင်ခံရတယ်လို့သူ့ရဲ့တုံ့ပြန်မှုခံရမှာပဲအလုံးသိတဲ့အတိုင်းဟောဒီ၅ပါးသီလဒါကြောင့်မို့လို့ခါဝတ်ပစိုးကဲ့သို့မြဲအောင်ထိန်းရမယ်လို့ဆိုအဲ့တော့၅ပါးသီလနဲ့ပတ်သက်လာလို့လူတိုင်းသိတယ်ခုနလည်း၅ပါးသီလစောင့်တည်လိုက်ကြပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသူများတဲ့တတ်ချင်းမှရှောင်ပါတယ်ဆိုတာဒီလောက်လေးနဲ့ပြီးလားဆိုမပြီးသေးဘူးနော်၅ပါးသီလပြည့်စုံအောင်စောင့်တည်နည်းကိုမှတ်ထားဖို့လိုတယ်ရှောင်ယုံရှောင်နေတာနဲ့မပြီးသေးဘူးရှောင်ယုံရှောင်တယ်ဆိုတာဟုတ်လားအစင်မသိသေးဖြစ်နေသေးလို့ရှောင်တာမဖြစ်ရင်မရှောင်ဘူးဆိုတာဖြစ်လာအောင်မယ်တော့ကြာကြတော့အဲ့တော့ပါဏာတိပါဒရှောင်ကျင်တယ်ဆိုတဲ့ဟာရဲ့နောက်ကရှောင်တယ်ဆိုတာလှုပ်တာကိုပြောတာမဟုတ်ဘူးမလှုပ်နဲ့လို့ပြောတာပဲရှိသေးတယ်လှုပ်တဲ့နာပါသေးတယ်ဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာမလှုပ်ရဘူးဆိုတာရဲ့လှုပ်ရမယ်ဆိုတာရဲ့နှစ်ခုတွဲလာတယ်ကဲသူ့အသက်တတ်ချင်းမှရှောင်တယ်ဆိုရှောင်ယုံရှောင်ရင်ပြီးရောလားဆိုမဟုတ်ဘူးလှုပ်ရအောင်မှကြံသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားက၅ပါးသီလနဲ့ပတ်သက်ပြီးပါဏာတိပါဒပฏิဝိရတောဟောတိပါဏာတိပါဒကရှောင်တယ်လောက်အမှာဘာတွေတုံးဆိုရင်နိဟိတဒံတော်နိဟိတတတ္တောတတ္တဝါတွေကိုတတ်ဖို့ဆိုတဲ့ဒုတ်တွေဓာတ်တွေလက်နက်တွေကိုယ်စီမှာမထားရဘူးတဲ့ဟောတာလည်းပါသေးတယ်နော်ပါဏာတိပါဒကရှောင်တယ်ဆိုမဲ့တချို့ကတော့အိမ်မှာဓာတ်လေးတော့ထားလိုက်သေးတာလက်နက်ကလေးတော့တစ်ခုတော့ထားသေးတယ်ဘုန်းကြီးတို့အမေရိကသွားတော့ကအမေရိကန်ကဗမာတကာတယောက်ဆွမ်းစားလာပင်ကားရကဖွင့်ပြီးတော့ဘုန်းကြီးတို့ကားပေါ်နဲ့တက်ကားပေါ်မှာထိုင်သူကလည်းကားပေါ်တက်ကားမောင်းကနီးမှာရှေ့ကအံပုံးလေးဖွင့်လိုက်တဲ့အခါကျတော့အံပုံးနဲ့က6ဆိုဘုန်းကြီးခြေတော်နားမှာ6လုံးပြူးကြီးကကြာလာအဲ့လို6လုံးပြူးကြီးကြာလာတော့သူကအာနာသွားတော့ဘယ်လိုလျှောက်တော့ဆိုရှင်ဗျာဒီနိုင်ငံမှာတော့ဒါလေးကဆောင်းထားသေးဒါမရှိလို့မဖြစ်ဘူးသဘောကတော့ကိုယ်လာမလို့ရင်တော့ပါဏာတိပါဒကရှောင်မှာပဲလုံးမယ်ဆိုရင်ကျွလွန်အောင်မယ်ဆိုအဓိပ္ပာယ်မျိုးပြမနေဘူးလားမြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနိဟိတဒံတော်နိဟိတတတ္ထောသူတစ်ပါးတတ်ဖို့လက်နဲ့ဆိုထားကုန်မထားနဲ့တဲ့ဆိုပါစို့အချိန်ကရင်တော့ဟုတ်လားရှင်စေးလေးနဲ့ပန်းပြီးတော့ဖြန်းမိုးရတွေထားရင်ဒါပါဏာတိပါဒကရှောင်းနေဆိုရင်ပဲလို့ရှူးရှူးလှုပ်လိုက်ရင်တော့အဲ့ဒါရှင်ကိုတတ်တဲ့လက်နဲ့ကိုတော့ထားနေသေးတယ်ကိုယ်တိုင်မတတ်တော့ဟုတ်ကဲ့လားအဲ့တော့ပါဏာတိပါဒကရှောင်းနေဆိုရင်ပဲလို့မပြည့်စုံဘူးလို့ပြောရမှာဒါတွေမကဘူးမြတ်စွာဘုရားကလှုပ်ရမှာတွေဘာတွေပြောတော့လစ်စီတဲ့ရှက်ရမယ်တဲ့တတ္တဝါတွေအသက်ကိုတတ်ရမှာကိုရှက်ကိုရှက်ရမယ်စိတ်ကိုရှက်တာဘာကောင်မှမတတ်ဘူးကိုယ်လာတတ်လဲသူများကိုတော့ပြန်မတတ်ဘူးဆိုတဲ့ဒီတတ္တဝါတွေရဲ့အသက်ကိုတတ်ဖြတ်ခြင်းဆိုတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှက်เสียလို့မြင်ရမယ်တဲ့ဒါတခုအခါပေးအချိန်နေပေးလာလို့ရှိရင်မတတ်တာရင်ခုခံတဲ့အနေနဲ့ဆိုတာမျိုးလာအောင်ပါအကြောင်းကအမျိုးမျိုးပြတာလေ
ကိုလာမထိနဲ့ထိရင်တော့လေဟုတ်လားသိခံခြင်းဆိုတာလို့ကြနေပြီနော်အေးသီလလုံနေဆိုတာအဲ့ဒါတွေအကုန်လုံးလုံတာကိုပြောတာ၅ပါးသီလကဲနောက်တစ်ခုအဋ္ဌိဏဒါနဆိုသူများပစ္စည်းတော့မခိုးဘူးဆိုယုံလေးနဲ့ရှောင်ယုံလေးနဲ့ပြီးလာလို့ဆိုမပြီးဘူးလောက်ရမှာပါတော့ဒိဏဒါယီသူများပေးတာကိုသာကြိုက်တယ်ပေးတဲ့ဟာကိုသာယူတယ်ဒိဏပฏิခင်ခိပေးတာကိုသာကြိုက်တယ်အဋ္ဌိနေနသူစိဗုဒေနအတ္တနာဘယ်လိုနည်းနဲ့မှသူများပစ္စည်းကိုသိ၍ဖြစ်စေမသိ၍ဖြစ်စေသူများပစ္စည်းကိုလိန်လီကောက်ကျစ်ပြီးတော့ယူတာမျိုးလုံးဝမလုပ်ဘူးတဲ့ကိုယ့်ရဲ့သိက္ခာကိုထိန်းတယ်လို့ဆိုလိုတယ်နော်အဲ့ဒါမှအဋ္ဌိဏဒါနလုံတာအနုဆိုလို့ရှိရင်မလုံဘူးတဲ့ဟောဒီသိက္ခာဘုတ်ကဒီကြမှာပြည့်စုံတာအဋ္ဌိနေနသူစိဗုဒေနအတ္တနာလုံးဝကိုတန်ရှင်းတယ်သူများပစ္စည်းဆိုရင်တပြားတစ်ချက်မှမပါစေရဘူးသူများပစ္စည်းကိုယ်ထဲမှာဟောအဲ့ဒါလို့စင်ကြယ်မှအဋ္ဌိဏဒါနဝေရမဏိသိက္ခာဘုတ်ဆိုတာစင်ကြယ်တယ်ကာမေတုမိစ္ဆာစာရနဲ့ပတ်သက်လာလို့ရှိရင်တော့ဒါထင်ထင်ရှားရှားအမျိုးသားတွေနဲ့ဆိုရင်ဟုတ်လားအမျိုးသမီး20ပြစ်မှားကျူးလွန်တာမျိုးမရှိရဘူးအမျိုးသမီးတွေကဆိုလို့ရှိရင်မိမိရဲ့အိမ်တော်ရဲ့သားကလွယ်ရင်မကျူးလွန်ရဘူးဆိုတာမျိုးစီကံချက်သတ်မှတ်ထားတဲ့အတိုင်းကျန်တာဆိုလို့ရှိရင်စိတ်ကူးတဲ့တောင်မထဲ့တာမျိုးအဲ့ဒါမှလုံခြုံတယ်လို့ဒီလိုပြောတာเนาะစိတ်နဲ့တောင်မပြစ်မှားတာမျိုးထိအောင်လုံခြုံအောင်ထားတယ်နောက်မုဒဝါဒလိန်တော့မလိန်ဘူးဒါပေမဲ့မှန်မှန်ကန်ကန်တော့မပြောဘူးဆိုရင်ဒီသိက္ခာဘုံမလုံသေးဘူးကျွတ်လိန်တော့မလိန်ဘူးလေဒါပေမဲ့မမှန်တာတော့ပြောတယ်အေးမုဒဝါဒမှာဘာဖြစ်တော့ဆိုရင်မုဒဝါဒပฏิဝိရတောလိန်လီလီစားပြောကြခြင်းမှရှောင်တယ်တဲ့ရှောင်ယုံနဲ့မပြီးသေးဘူးသစ္စာဝါဒီမှန်တာကိုသာပြောရမယ်သစ္စာတန်တော်ရှေ့စကားလည်းမှန်တယ်နောက်စကားလည်းမှန်အေးဒီနေ့တော့မှန်တာပြောလိုက်တယ်လက်ပြန်ကြတော့လိန်နေဆိုမဟုတ်သေးဘူးဘယ်တော့မှမလိန်ဘူးအမြဲတမ်းအမှန်ကြီးပဲပြောတယ်သစ္စာဝါဒီသစ္စာတန်တော်ထေတော်ဒီပုဂ္ဂိုလ်ကသိစိတ်ချရတယ်ပတ်ဝန်းကျင်ကဒီလူကမဟုတ်တာဘယ်တော့မှမလုပ်ဘူးမဟုတ်တာမပြောဘူးစိတ်ချယုံကြည်ရတယ်လို့အများရဲ့ confidence ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အဝိတံဝါဒကောလောကတလောကကြီးကိုဘယ်တော့မှလွဲချောင်အောင်မလုပ်ဘူးလို့ဆိုလို့ဟုတ်လားအတုကိုအစစ်ဖြစ်အောင်ဘယ်တော့မှလုပ်ပြီးမပြောဘူးအတုဟာအတုအစစ်ဟာအစစ်ဘယ်တော့မှမှားမှားယွင်းယွင်းသူတစ်ပါးမှားယွင်းတော့မလုပ်ဘူးတဲ့အဲ့ဒီကြရမမုဒဝါဒဝေရမဏိဆိုသိက္ခာပုဒ်ကပြည့်စုံတယ်လို့ဒီလိုမှန်တာပြောဖို့လိုသေးတယ်လိန်လီလီစားမပြောခြင်းနေမှန်တာလည်းပြောရမယ်လို့ဆိုလိုတယ်ဒါမှမုဒဝါဒဝေရမဏိသူရမေရိယမစ္ဆပမာရဌာနာတချို့ကလည်းဆေးဖြစ်ဝါဖြစ်ကလေးဆိုတာလာသေးတာဘလောက်ပဲတောက်မူရဆေးဝါဆိုတာခန္ဓာကိုယ်မှာလူရဲ့ခန္ဓာကိုယ်ရဲ့ဒီအုံနောက်သွားထိခိုက်တာတော့မှန်တယ်ဆရာဝန်တယောက်ကပြောဘူးလေနည်းနည်းတောက်လည်းပဲလူရဲ့ဒီသွေးသားတဲ့ရောက်သွားတာနဲ့တပြိုင်နက်သူက changes ဖြစ်သွားတယ်တဲ့အဲ့တော့တချို့ကပြောတယ်အရက်ကြိုက်လို့တောက်မဆူမပူကိုယ့်ကိုအိမ်ဘာမှဖြစ်ဘူးလို့ဒီလိုထင်ကောင်းထင်အကုသိုလ်မလုပ်လို့အကုသိုလ်မဖြစ်ဘူးလို့ထင်မဟုတ်ဘူးအဲ့ဒီအရေးဟာမဝင်သင့်တဲ့အရေးဖြစ်လို့သွေးသားတဲ့ရောက်သွားတာနဲ့တပြိုင်နက်ဒီလူဟာထိခိုက်သွားပြီမကောင်းမှုဆိုဒီမှာသူကစံ3ခုနဲ့တွက်ရတယ်ဘာစံ3ခုလို့ဆိုရင်ကိုယ့်ကိုထိခိုက်ရင်မကောင်းမှုသူများကိုထိခိုက်ရင်မကောင်းမှုကိုရောသူရောနှစ်ဦးလုံးကိုထိခိုက်ရင်မကောင်းမှုလို့ဒီလိုသတ်မှတ်တယ်ကဲအရက်တောက်တဲ့ပုဂ္ဂိုလ်ကသူများကိုမထိခိုက်ပါဘူးတဲ့သူကသူကြိုက်လို့တောက်တယ်ဘယ်သူထိခိုက်တော့ဆိုသူထိခိုက်တယ်အဲ့ဒီအရက်ကလေးဝင်နေတဲ့အချိန်လေးမှာသူစိတ်ကမှန်ကန်တဲ့စိတ်မရှိတော့မှန်ကန်တဲ့စိတ်မရှိဘူးသူကသူဘယ်သူမှဘာမှမလုပ်ပေမဲ့လို့မူးနေသည့်အချိန်လေးပိုင်းလေးမှာသူ့မှာပညာရဖို့စီးပွားရဖို့ဆိုတဲ့အလုပ်တွေထိခိုက်သွားတယ်နောက်ဆုံးမှာတဖြည်းဖြည်း hallucination လို့ခေါ်တယ်အရက်ကလွန်လာတဲ့အခါကျဖြည်းဖြည်းလူကအမြင်တွေအထင်တွေကပြောင်းလာမ
မှန်ကန်ကန်ပုံမှန်မြင်တာမျိုးမဖြစ်ဘူးအဲ့တော့ဘသူထိခိုက်တုံးဆိုရင်အရက်ဟာတောက်တဲ့လူထိခိုက်တောက်တဲ့လူထိခိုက်တာလည်းမကောင်းဘူးလို့ပြောရတယ်သူကိုယ်တိုင်ထိခိုက်သူကိုယ်တိုင်ထိခိုက်ရင်သူနဲ့ဆက်ဆက်နေတဲ့မိသားစုလည်းထိခိုက်တာပေါ့ဗျာသူ့ကိုမှီပြီးတော့နေရမယ့်ပုဂ္ဂိုလ်တွေသို့မဟုတ်သူနဲ့အကြောင်းပြုပြီးတော့နေရတဲ့ပုဂ္ဂိုလ်တွေဟောထိခိုက်လာတာမထိခိုက်ဘူးဆိုတာတော့မဟုတ်ထိခိုက်တယ်ကိုကျိုးအတွက်လည်းထိခိုက်တယ်သူများအကျိုးအတွက်လည်းထိခိုက်တယ်ဒါကြောင့်မို့လို့သူရမေရယဆိုတဲ့ဒီမူရစ်နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲလုံးဝရှောင်ကျင်တာဟာအကောင်းဆုံးပဲသောတာပန်ပုဂ္ဂိုလ်တွေကြတော့ဆိုတာအရက်နဲ့နှုတ်အရက်နဲ့ရေနဲ့ရောတိုင်လည်းပဲရေပဲဝင်မယ်အရက်မဝင်ဘူးဆိုတာလုံးဝရှောင်ကျင်တဲ့သဘောကိုပြောတာနော်လုံးဝဒါမျိုးဟိုသူတို့ခန္ဓာကိုယ်ထဲမှာအဝင်မခံဘူးတဲ့မူရထားနဲ့ပတ်သက်လာလို့ရှိရင်အေးဒီလိုသီလတွေနဲ့ပြည့်စုံလို့ရှိရင်ဒါဥစ္စာတစ်ခုကိုယ်မှာပြည့်စုံတယ်လို့ပြောတယ်ကိုချင်းတရားဆိုတဲ့ဥစ္စာဘလောက်တန်ဖိုးရှိသလဲလို့ဆိုလို့ရှိရင်သီလဆိုတဲ့ကိုချင်းတရားဥစ္စာဘလောက်တန်ဖိုးရှိသလဲဆိုရင်လူလောကသီလကိုဘာနဲ့ဥပမာပေးတော့ဆိုရင်သိင်္ဂီရွှေခွက်နဲ့ဥပမာပေးတန်ဖိုးရှိတဲ့ရှင်သေးစီသည်သိင်္ဂီရွှေခွက်ထဲမှာသာတည်နိုင်တယ်လို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့ကုသိုလ်တရားတွေဖြစ်နိုင်တဲ့ကုသိုလ်တရားတွေဟာသီလဆိုတဲ့ရွှေခွက်နဲ့ခံထားမှတည်နိုင်တယ်သီလပြတ်ထားတဲ့ကြိုင်နဲ့ဉာဏ်ဓာတ်တွေအကုန်လုံးပြတ်သွားနိုင်တယ်ဒါကြောင့်မို့လို့သီလဆိုတာဟာရွှေခွက်လိုပဲကုသိုလ်တရားတွေရဲ့တရားမိယာလို့ဒီလိုစာပေကျမ်းကမှာဖွင့်ဆိုထားတာနော်အင်္ဂလိပ်လိုတော့သူက morality လို့ခေါ်တာပေါ့ဒီ morality ဆိုတာသိအရေးကြီးတာပဲလူရဲ့ dignity လူရဲ့ဂုဏ်အရေးဟာဒီပေါ်မှာရှိကိုချင်းတရားပြတ်သွားတာနဲ့တပြိုင်နက်ကြံတဲ့အရေးသွေးတွေအကုန်ကျသွားဒါကြောင့်မို့လို့လူလောကလူရဲ့အရေးသွေးတွေအလုံးဒီကိုချင်းတရားပေါ်မှာရှိတယ်လို့ဒါကြောင့်မို့သီလဆိုတဲ့ဥစ္စာအမတန်မှအရေးကြီးပါတယ်လို့ပြောနောက်အရေးကြီးတဲ့ဥစ္စာတစ်ခုကဘာလို့ဆိုဟိရိနဲ့ဩတ္တပဟိရိဆိုတာရှက်တာဩတ္တပဆိုတာကြောက်တာလောကမှာအရှက်အကြောက်ဆိုတာလည်းအမျိုးမျိုးရှိသေးတယ်တချို့ကလူကြားတယ်မထွက်ရဲတာမပြောရဲတာကိုရှက်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးကိုမဆိုလို့ဘူးရှက်တယ်ဆိုတာမဟုတ်တာလောက်ရမှာရှက်တာကြောက်တယ်ဆိုတာမဟုတ်တာလှုပ်လို့သူများတွေအပြစ်တင်ခံရမှာကြောက်တာအဲ့တော့ရှက်တဲ့သဘောကကိုယ့်ကိုယ် respect ကိုယ့်သိက္ခာကိုလေးစားတာရှက်တယ်ဩတ္တပဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတာဒါကြောင့်မို့ဟိရိနဲ့ဩတ္တပကအရှက်နဲ့အကြောက်ဒီနှစ်ခုသည်အကုသိုလ်ကိုရှောင်ဖို့ရာအတွက်အမတန်မှအကောင်းဆုံးလက်နဲ့အကောင်းဆုံးသဘာဝတရားနှစ်ခုဖြစ်တယ်လောကမှာအရှက်အကြောက်ဆိုတဲ့ဟိရိဩတ္တပမရှိတော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လူတွေကနော် I don't care ဘယ်သူမှကြိုးမဆိုင်ဘူးကွာဆိုဖြစ်လာဟုတ်တယ် I don't care မလုပ်ရဘူးကိုယ်ပတ်ဝန်းကျင်မှာကို care လုပ်ရကိုယ်မိသားစုထဲမှာဆိုလို့ရှိရင်လေဟုတ်လားအမျိုးသားကလည်းအမျိုးသမီး care လုပ်ရမှာပဲအမျိုးသမီးကလည်းအမျိုးသား care လုပ်ရမှာပဲ I don't care ဆိုလို့မရဘူးเนาะအဲ့တော့ဟိရိဥတ္တပဆိုတာရှိရကိုလေးစားတာကဟိရိကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတာကဥတ္တပအဲ့ဒီဟိရိဥတ္တပနှစ်မျိုးလုံးထိမ့်ချုပ်ထားနိုင်မှလူရဲ့ morality ဆိုတာတည်ရှိနိုင်တယ်ခုနကကိုချင်းတရားတွေဟိရိဥတ္တပမရှိတော့ဘူးဆိုရင်လုံးဝလွင့်သွားမယ်ကိုချင်းတရားတွေဟာလုံးဝပြတ်သွားမယ်အဲ့ဒီဟိရိဥတ္တပကိုမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောတုံဆိုရင်လောကပါဠိလူလောကကြီးကိုထိမ့်ချုပ်ထားတာဟောဒီဟိရိဥတ္တပနှစ်ခုကထိမ့်ချုပ်ထားတာတဲ့အကယ်၍ဟိရိဥတ္တပလူလောကမှာပျောက်ကွယ်သွားလို့ရှိရင်လူတွေဟာတိရစ္ဆာန်တွေနဲ့အလားတူသွားမယ်တဲ့ဘာမှမထူတော့ဘူးလူလောကနဲ့တိရစ္ဆာန်လောကခြားနာချက်သည်ဟိရိဥတ္တပပေါ်မှာမူတည်တယ်လို့ပြောတယ်အဲ့တော့ဒီဥစ္စာနှစ်ခုကလည်းအမြဲတမ်းအရေးကြီးတဲ့အရာနှစ်ခုအဲ့တော့ဘာပဲဖြစ်ဖြစ်မကောင်းတာမလုပ်ဖို့အတွက်ကို respect ပေးပြီးတော့စဉ်းစားတာကဟိရိစဉ်းစားရမယ်ဟာငါလိုလူကမဟုတ်တာလုပ်လို့ဖြစ်ပါမကောင်းဘူးကိုယ်သိက္ခာကိုထင်ရငါပညာတတ်ပဲငါအနေနဲ့မလုပ်ထိုက်ဘူးတရားကိုစဉ်းစားတာသူများကိုမစဉ်းစားဘူးဟိရိအဲ့ဒါဟောဥတ္တပကြတော့အဲ့လိုမဟုတ်
ငါလှုပ်လိုက်ရင်ငါမိသားစုငါဆရာသမားတွေငါရဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေဘယ်လိုနေမလဲဟောပတ်ဝန်းကျင်ပေါ်မှာလေးစားပြီးတော့မလှုပ်တာအဲ့ဒါကိုဟိရိပတ္တပလို့ခေါ်တယ်နော်အဲ့ဒီနှစ်ခုဟာလေလူတော်လူကောင်းဖြစ်ဖို့ရာအတွက်မရှိမဖြစ်တဲ့ဥစ္စာတစ်မျိုးပါတဲ့ခုခေတ်မှာဟုတ်လားတိုက်တူကားတို့မရှိမဖြစ်တယ်လို့ပဲဟိရိဝတ္တပကလည်းမရှိမဖြစ်ဘူးတဲ့နော်မရှိမဖြစ်တဲ့ပစ္စည်းဥစ္စာမြတ်သောဥစ္စာပါကဲဟိရိဝတ္တပဆိုတဲ့ဥစ္စာပြည့်စုံပြီးတဲ့နောက်မှာဘာလို့သေးတုံလို့ဆိုရင်သုတ္တဆိုတဲ့ဥစ္စာလုံးဒီသုတ္တဆိုတဲ့ဥစ္စာကလည်းသိပြီးတော့အရေးကြီးတယ်ဒါကြောင့်မို့လို့လူတွေဟာပညာစည်းဖို့ရတယ်ပစ္စံဘလောက်ရှိရှိပညာစည်းဖို့ရတယ်အသိဉာဏ်မရှိရင်ဒီဥစ္စာကမတည်နိုင်ဘူးဒါကြောင့်မို့လို့ပညာရက်တွေကိုအမြဲတမ်းစည်းဖို့ပြီးတော့နေကြရတယ်စဉ်တောင်ကြီးကလေးဘွားကကြောင်းထားကြရတယ်ကြောင်းနေကြရတယ်ပြီးတော့လဲစာပေတွေဖတ်ကြရတယ်ဟိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့လဲတရားနာကြရတယ်ဟောတာသုတ္တဥစ္စာအတွက်တရားပွဲကြီးတွေလုပ်ပြီးတရားနာတာဒါသုတ္တဥစ္စာရဖို့အတွက်လုပ်နေတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကနေ့တရားလာတာဟာသုတ္တဥစ္စာလားရှာတယ်လို့ဒီလိုပြောရမယ်နော်နေ့စဉ်နဲ့အမျှဈေးထဲမှာရှာတာကတော့ရွှေတို့ငွေတို့ပေါ့ဗျာအခုတရားပွဲလားရှာတာကတော့သုတ္တဥစ္စာပေါ့ဟုတ်ကဲ့လားမြတ်စွာဘုရားဟောတဲ့တရားတော်တွေတို့ကြားဖို့နာဖို့ဆိုတော့ကြားနာဘူးထားလို့ရှိရင်ဘာဖြစ်လဲဆိုရင်ကြားနာထားတာအခြေခံပြီးတော့စဉ်းစားတယ်လေကိစ္စတစ်ခုကျုံးလာရင်အေးဘယ်တော့မှဘယ်ဘုန်းကြီးဘယ်ဆရာတော်ဘယ်လိုဟောသွားတယ်တို့ဟောအကြောင်းအရာနဲ့စဉ်းစားတယ်မြတ်စွာဘုရားဟောထားတဲ့ဘယ်တုတ်တန်ထဲမှာဘယ်လိုပါတယ်ဘယ်တရားထဲမှာဘယ်လိုပါတယ်ဟောစဉ်းစားလာလောကရေးရာနဲ့ပတ်သက်လာလို့ရှိရင်စဉ်းစားပြီးတော့လိုက်နာကျင့်သုံးဖို့အတွက်လမ်းညွှန်ချက်တွေ guideline တွေအနေနဲ့ရလာတာပေါ့အဲ့ဒါကြောင့်မို့လို့သုတ္တဆိုတဲ့ဥစ္စာလည်းအမှန်တမ်းအရေးကြီးတယ်တဲ့ဒီဥစ္စာလည်းရှိရမယ်လို့သူတို့ဆိုတာနောက်တစ်ခုကစာခလောကမှာလူတွေကပစ္စည်းဥစ္စာခုရလာလို့ရှိရင်ကိုတယောက်တည်းမှာသုံးတယ်ဆွဲတယ်ဆိုလို့ရှိရင်မကောင်းဘူးစွန့်လွတ်မှုဆိုတာရှိရမယ်စွန့်လွတ်မှုဆိုကိုပတ်ဝန်းကျင်မှာကိုကပေးတယ်ကမ်းတယ်ရှယ်ယာလုပ်တယ်ဟောအလုပ်တစ်ခုလုပ်ထားတယ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်နောက်ဆုံးမှပြောမယ်ဆိုရင်ကုမ္ပဏီကြီးတစ်ခုထောင်ထားတယ်ဆိုရင်အဲ့ဒီကုမ္ပဏီဝန်ထမ်းတွေရှိတယ်တော့ကုမ္ပဏီဝန်ထမ်းတွေရဲ့ပတ်ဝန်းကျင်တွေရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အနေနဲ့ရှယ်ယာလုပ်ရတယ်တဲ့အရာရာမှာရှယ်ယာလုပ်ရမယ်လိုအပ်တဲ့ပုဂ္ဂိုလ်တွေကိုကူညီတယ်စောင့်ရှောက်တယ်လူသားအချင်းချင်း society ထဲမှာလိုအပ်နေတဲ့ပုဂ္ဂိုလ်တွေထောက်ပံ့တယ်ကူညီတယ်ဒါကိုစာကလို့ခေါ်တယ်အဲ့ဒါလေလောကကိုအကျိုးပြုတာဖြစ်တော့ကြောင့်အင်မတန်မှရှိတဲ့ရှိလိုက်တဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့စာကဆိုတဲ့ဥစ္စာလည်းရှိရမယ်ထိုစာကဆိုတဲ့အရည်ချင်းပေါ်မှာဒီပုဂ္ဂိုလ်ဟာစာကရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ပတ်ဝန်းကျင်ကလည်းချစ်ကြတယ်ခင်ကြတယ်အားကိုးကြတယ်အရေးကြုံလို့ရှိရင်လည်းသူ့ကိုအားကိုးအားထားပြုကြတယ်ဟောအရာထဲမှာဆိုအားကိုးရတယ်ဘာလို့တယ်ဆိုရင်သူကလှုပ်ပေးတယ်ဘယ်သူကဘာလို့တယ်ဆိုရင်လှုပ်ပေးတယ်ဆိုအရာထဲမှာစာကရှိတဲ့ပုဂ္ဂိုလ်တွေကအားကိုးရတဲ့ပုဂ္ဂိုလ်ပဲနော်ကိစ္စဝိစ္စရှိလို့ရှိရင်ဒီလိုပုဂ္ဂိုလ်မျိုးပြေးပြီးတတိယကြတယ်အေးစာကမရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီလူကတော့ကတ်စည်းနေတယ်မရဘူးဆိုပြီးသူ့တော့အဖက်လည်းမလုပ်ဘူးဟုတ်ကဲ့လားအေးလူလောကမှာကမတူဘူးစာကရှိရင် dignity ကတစ်မျိုးတက်လာတယ်ဒါကြောင့်မို့ဒီဥစ္စာရဲ့အည်သွေးဟာလည်းမတန်မှမြင့်တယ်နောက်ဆုံးအရေးကြီးဆုံးပစ္စည်းဥစ္စာကတော့ဘာလို့ဆိုပညာဆိုတာကတော့အလုံးသိကြတဲ့အတိုင်းဒီဗုဒ္ဓမြတ်စွာသာသနာတော်မှာမြတ်စွာဘုရားကအဆင့်အမြင့်ဆုံးပညာကိုဟောတယ်ပညာဆိုသည်မှာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိတာလှုပ်တဲ့မလှုပ်တဲ့ကိုခွဲခြားသိတာဒါကိုပညာလို့ခေါ်တယ်သင်ထားတာအခုခေတ်ကပြောကြတယ်ပညာသင်တယ်နဲ့ပြောတာအဲ့ဒါပညာမဟုတ်သေးဘူးပညာဆိုတာကအကောင်းအဆိုးအကြောင်းအကျိုးခွဲခြားပြီးတော့စဉ်းစားပြီးသိတတ်တဲ့ဟာမှပညာတဲ့ခုနသင်ထားတာကပညာပဲရှိသေးတယ်နော်အဲ့ဒါပေါ်မှာအခြေခံပြီးတော့စဉ်းစားပြီးအဖြေထုတ်တဲ့ဟာကြတော့မှပညာလို့ဒီလိုတွေ့ရဥပမာဆိုတော့ဗရိန်လုပ်ငန်းမှာဗရိန်သင်ထားတယ်ဆိုတော့ဆရာသင်တဲ့အတိုင်းမှတ်ထားတာဘာနဲ့ဘာလုပ်ရင်ဘယ်ချိန်မှာဘာလုပ်ရင်ဘာဖြစ်တယ်ဟုတ်လားရွှေနဲ့ဘာနဲ့ပေါင်းရမယ်
ရွှေကိုဒီနန်းဆွဲလို့ရအောင်ဘယ်လောက်ထိအောင်အပူပေးရမယ်တို့ဘာတို့ဒါမျိုးတွေအညစ်အကြေးတွေကင်းအောင်ဘာနဲ့လုပ်ရတယ်ဆိုတာဒါသင်ထားတာသင်ထားတဲ့အတိုင်းကိုလက်တွေ့လုပ်ပြီးတော့စဉ်းစားတတ်တာကြတော့ပညာဖြစ်သွားပြီထို့တူပဲဘုရားမြတ်စွာသာသနာတော်နဲ့ပတ်သက်ပြီးတော့ပညာကဘလို့ပညာမျိုးလိုအပ်တုံးဆိုဥဒိယထာဂမိနိယအရိယယနေဗေဒိကာယသမ္မာဒုက္ခခယဂမိနိယပညာယသမန္နာကတောလူလောကလူရလို့ဖြစ်လာတဲ့အခါမှာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ကြုံတွေ့လာတဲ့အချိန်မှာတကယ်ကိုရရှိရမယ့်ပညာကတော့ဥရိယထဂမိနိယဖြစ်ခြင်းပြည့်ခြင်းဆိုတဲ့သဘာဝတရားကိုသိစွမ်းနိုင်တဲ့ပညာယဝိပဿနာပညာမျိုးနဲ့သမန္နာကတော်ပြည့်စုံရမယ်လောကမှာလူရလို့ဖြစ်လာပြီးဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာဒုက္ခနာကိုမှာယုတ်တရားနံတရားနှမျိုးနဲ့ဖွဲ့စည်းထားတယ်ဒီသဘာဝတရားနှမျိုးသည်အကြောင်းကိုမှီပြီးတော့ဖြစ်ပြနေတယ်သာဝရရွေရှားနေတယ်ထိုရွေရှားနေတဲ့သဘာဝတရားကြီးတွေဟာမြဲတဲ့အရာမဟုတ်ဘူးဆိုတာတွေကိုသိလာတယ်အဲ့ဒီသိတဲ့ဝိပဿနာပညာမျိုးလေးရှိတဲ့နေကဲဒါဖြင့်မရှိရင်တော့ဘာဖြစ်တုံးလို့ဆိုမရှိရင်အတွေ့အတာကိုမဖြုတ်နိုင်ဘူးတဲ့အတွေ့အတာမဖြုတ်နိုင်ရင်ဘာဖြစ်လဲဆိုရင်တွဲတယ်ဆိုတာတဏှာပဲသိတဲ့အခါမှာအတွေ့အတာမဖြုတ်ရင်တစေတရေဖြစ်တာပေါ့ဗျာအိမ်ကနေမဆင်းတော့ဘူးအဲ့ဒါနော်ဘဝကိုတွေ့တာလို့ရှိရင်လည်းပြိတ္တာဖြစ်တာပေါ့အ ਨੇ ဆုံးတော့ဒါကတီးတဲ့ပြင်းထန်လာလို့အတွေ့အတာကိုအကြောင်းပြုပြီးတော့မကြေမနတ်တွေနဲ့ဒေါသတွေနဲ့ဆိုငရဲကြတာပေါ့အတွေ့အတာနဲ့ဆိုရင်ပြိတ္တာဖြစ်တယ်ခုခေတ်ဥဒ္ဒဆောင်လို့ဘာလို့ပြောနေကြတာလဲဒီတွေ့တာတွေကြောင့်ဖြစ်သွားတာလေဘုန်းကြီးတို့မလေးရှားသွားတော့က62ခုနှစ်တောင်မလေးရှားသွားကွာလာလမ်ပူကအဲ့ဒီဗုဒ္ဓဘာသာမလေးရှားကတရုတ်လူမျိုးတွေသူတို့ကပင့်လာတယ်အဲ့ဒီသွားတော့ညကြတော့ဘယ်ပို့တော့ဆိုတော့ဒီရန်ကုန်ကဝင်းတာမီယာလို့ပေါ့တထေးတွေနေတဲ့ရက်ွက်ကအိမ်ကြီးတအိမ်ကိုပို့တယ်ဘုန်းကြီးတို့ညချိန်မို့ဆိုနီပေါ်ဘုန်းကြီးတစ်ပါးနဲ့ဘုန်းကြီးနဲ့အဲ့ဒီတော့အိမ်ကြီးကလည်းကောင်းလိုက်တာဘေးကအိမ်တွေကတော့လူတွေရှိတယ်အဲ့ဒီအိမ်မှာလူတယောက်မှမရှိဘူးဘုန်းကြီးတို့ဝင်သွားတယ်ဟာအိမ်ကြီးကလည်းကောင်းကြီးပဲဘယ်သူမှလည်းနေဖို့မရဘူးလို့တယ်လီဖုန်းလည်းရှိတယ်တယ်လီဗီရှင်းတွေလည်းရှိတယ်အကုန်လုံးအစင်နဲ့ကြည့်လိုက်တော့ဘယ်သူမှမနေတော့ရင်ဒီအဲ့ဒီကွာလာလမ်ပူမြို့နာလေးကရက်ွက်တစ်ခုမှာပေါ့ဗျအဲ့ဒီအိမ်ကြီးရောက်တော့ဘုန်းကြီးတို့ဝင်လိုက်ကြတယ်ဒီအိမ်ကြီးက ghost house များဖြစ်နေမှာတစေချုပ်တဲ့အိမ်ကြီးများဖြစ်နေမလားလို့စိတ်ထဲမှာတန်တရားဖြစ်ဘုန်းကြီးတွေပဲကြွလာရင်တို့ကလည်းအဲ့ဒီအိမ်သွားထားတယ်တဲ့ဘုန်းကြီးတို့လည်းအဲ့ဒီရောက်တော့အိမ်ပရိတ်လေးပါလေးရွတ်ပြီးတော့ဝင်သွားအခန်းတကားတွေဖွင့်တဲ့အခါကျတော့ဘေးပတ်ဝန်းကျင်ကအိမ်ကလူတွေချောင်းချိကြချောင်းကြည့်တော့ပိုးမတင်ငါဖြစ်သွား။အော်ဒီအိမ်ကတော့တစ်ခုနေမှာပဲလို့ဘုန်းကြီးတို့ကလည်းနှစ်ပါးပေါ့လေအခန်းတစ်ခန်းထဲမှာစုပြီးအိတ်ကြ။ညကြတော့ဂျပန်လူမျိုးတစ်ယောက်နဲ့တရုတ်လူမျိုးတစ်ယောက်ည10နာရီလောက်ကြာရောက်လာကြပြီတော့ဘုန်းကြီးတို့နဲ့တရားဆွေးနွေးသူတို့ကတရားတွေပါလေမေးတော့ပြောဟောပြီး17နာရီလောက်ကြာတော့အိယာဝင်ကြတညလုံးဘာမှတော့မဖြစ်ပါဘူးဘုန်းကြီးတို့မနေ့ကျတော့ထူးဆန်းတာလေးတစ်ခုဖြစ်တယ်ဘုန်းကြီးတို့မနေ့4နာရီ5နာရီဆိုအဲ့ရကထပြီးတော့အဲ့ဒီအခန်းနဲ့ဆက်နေတဲ့ toilet ထဲဝင်ပြီးတော့မျက်နှာပါတစ်ပေါ့လေတစ်ပြီးတော့အဲ့ဒီ toilet အခန်းကနေထွက်လာလိုက်တဲ့အခါအဲ့ဒီ toilet တကားကလေမတိုက်ပါမတိုက်နဲ့ကြီးဆိုပြီးချောင်းဆိုပိတ်သွားတယ်တကားကြီးပိတ်သွားပိတ်သွားရုံနဲ့မကဘူးအတွင်းထဲကဘူးသီးကိုနှိပ်ထားလိုက်တာဆိုတော့ခတ်ပြီးသားဖြစ်သွားအဲ့တော့ဘုန်းကြီးကတော့ကိုမပိတ်ခဲ့တာသိကြတယ်အထဲထဲကနေပြီးတော့ချက်ချထားလိုက်တယ်အဲ့ဒါနဲ့ညကရှာတွေ့ထားတဲ့တော့ကလေးနဲ့ပြန်ပြီးတော့ဖွင့်လိုက်မှအဲ့ထဲကိုဖွင့်လို့ပြန်ပြီးတော့ရှာပြီးတော့ဖွင့်ရတယ်ထူးထူးဆန်းဆန်းတော့အဲ့ဒါတစ်ခုဖြစ်တယ်အထဲထဲကချက်ချသွား
အဲ့လိုနဲ့အာယုံဆုံးကတ်တဲ့အခါကျတော့ခုနကတကားအိမ်ကိုကြွသွားတယ်ကြွသွားတော့ဘုန်းကြီးမေးတယ်အိမ်ကြီးကဂိုးဆောက်ကြီးလားလို့ဆိုဟုတ်တယ်ဗျာဂိုးဆောက်အဲ့ဒီအိမ်ရှင်ယောက်ျားကဆုံးသွားပြီအဲ့ဒီမှာရှိနေတော့ကျန်တဲ့မိသားစုတွေကမနေရတော့တခြားပြောင်းသွားကြဘုန်းကြီးရဟန်းနေလာတဲ့အခါကျအဲ့ဒီမှာထားတယ်ဂိုးဆောက်ဘုန်းကြီးဓာတ်ပုံရိုက်ယူလာခဲ့တဲ့အိမ်နံပါတ်က85ဓမ္မဆာလာအိမ်နံပါတ်85 Ghost House ဆိုပြီးတော့ရေးထားတယ်အဲ့ဒါလို့ဂျုံတွေးရတာမျိုးရှိတယ်နော်အဲ့ဒါဘာဖြစ်လို့ဖြစ်တာတော့လို့ဆိုဒါအတွေ့အတာရှိလို့ရှင်ဒီလိုဖြစ်ဒါမျိုးကတော်တော်ထူးထူးဆန်းဆန်းမနှစ်တုန်းကဘုန်းကြီးတို့အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ဂျန်ရှင်းအိတ်ဆိုတာရှိတယ်ဂျန်ရှင်းအိတ်ကအလွာနံပါတ်အထက်နံပါတ်6မှာနေတဲ့လူတွေက9ထပ်ကညသကောင်းကြော်လို့ရှိရင်တဲ့ဝုံဝုံတိုင်းတိုင်းနဲ့စပွဲတွေရွှေပစ္စည်းတွေရွှေကလထိုင်တွေရွှေနဲ့သူတို့အိတ်လို့မရဘူးတဲ့ရဲကိုလှမ်းပြီးတော့ဖုံးဆက်တိုင်တော့လေအဲ့တက်ကြီးတော့လေဘာမှမရှိဘူး9လွာမှာကကုမ္ပဏီတဦးကနေ့အခါမှာကွန်ပျူတာတို့ဘာတို့ရောင်းဖို့ဖွင့်ထားတာညဘယ်သူမှမနေဘူးတခါပိတ်ထားတာညသကောင်ကြော်ပြီဆိုလို့ရှိရင်ဝုံတိုင်းတိုင်းနဲ့6လွာလူတွေအိတ်လို့မရဘူးအဲ့ဒါနဲ့ဘုန်းကြီးတို့စီလာပြီးတော့ပင့်လာပင့်တော့အဲ့ဒါညနေမှာမင်းတို့ဝန်တန်းတွေဘာတွေတဲကများတည်သွားတာတွေဘာတွေရှိလားလို့ဆိုတော့လွန်ခဲ့တဲ့နှစ်လောက်ကတော့ကားသမားတစ်ယောက်ဆုံးသွားတာရှိတယ်ပေါ့အဲ့တော့သူကများလုံနေသလားမသိဘူးလို့မင်းတို့အဲ့တော့လုံရမှာကတော့လို့ဘုန်းကြီးကတခုခုကိုလှူပြီးတဲ့အခါသူတို့ကိုမျှဝေမယ်ဖိတ်ပြီးတော့အမျှဝေမယ်ပြီးပြီဆိုတော့မှပရိတ်ရွတ်မယ်လို့ပရိတ်အရင်ရွတ်လိုက်လို့မဖြစ်ဘူးလို့သူတို့ကိုအမျှဝေဦးမှဖြစ်မှာလို့ဆိုပြီးဘုန်းကြီးတို့5ပါးကြွသွားပြီးတော့အဲ့ဒီဂျန်ရှင်းအိတ်ကဲညတိုင်ကြတော့ချောင်းချောင်းကြက်ကြက်လှုပ်တဲ့လူတွေအကုန်လာပါလို့ဒီကိုတရားလာနာလှဲ့ပါအမျှလာယူပါလို့ဆိုပြီးတော့လူတွေနဲ့တူတူဖိတ်ပြီးတဲ့အခါ5ပါးသီလတွေပေးတရားပါဟောပြီးတဲ့အခါသူတို့ကိုအမျှဝေပြီးတော့ဘုန်းကြီးပြောတယ်တို့အခုပရိတ်ရွတ်တော့မယ်ပရိတ်ရွတ်ပြီးရင်ပရိတ်ရည်ပရိတ်သဲအကုန်လုံးဖြန်းမယ်မင်းတို့ဒီမှာအမျှယူပြီးလို့ဝမ်းမြောက်ဝမ်းသာဖြစ်ရင်တင့်တော်တဲ့နေရာမှာနေကြနောက်ထပ်ဒီမှာဆူဆူပူပူမလုပ်ကြနဲ့တော့မမြင်ရပြီပဲပြောရတော့ဗောလေအဲ့လိုပြောပြီးတော့အဲ့လိုအမျှတန်းဝေပြီးတော့ပရိတ်ရွတ်လိုက်တာစံတဲ့အိတ်နဲ့သင်္ကန်းတစ်စုံလှူတာပေါ့အဲ့တော့ပရိတ်ရွတ်လိုက်တာနောက်ရက်ကလေးကစပြီးဘာသာမှမကြားတော့ဘူးလေငြိမ်သွားတယ်တော်သေးတယ်ဟာအဲ့တော့ဘုန်းကြီးတို့အဲ့ဒီဆံကိုတက္ကသိုလ်မှာဘုန်းကြီးတို့ဆုံးဝိုင်းမှာ5ပါးလောက်ပဲရှိတာကိုတစ်လလောက်စားရတဲ့အဲ့ဒီဆံဒါကိုတရေဆံလို့နာမည်ခေါ်တရေကကျွေးတဲ့ဆံဆိုပြီးတော့အဲ့ဒါလို့မနစ်ကအဲ့ဒါဂျန်ရှင်းအိမ်မှာအဲ့ဒါမျိုးဖြစ်တယ်အဲ့တော့ဒါတွေကဘာလို့ဖြစ်တာတုံးလို့ဆိုခုနကအတွေ့အတာတွေကြောင့်ဖြစ်တတ်တယ်ပေါ့နော်ပစ္စည်းတွေ့တာတို့နေရာတွေ့တာတို့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါမဖြစ်ဖို့အတွက်ပညာဆိုတဲ့ဥစ္စာအမတန်မှအရေးကြီးပါတယ်အရာရာမှာစဉ်းစားတတ်ဖို့အတွေ့အတာဖြုတ်ဖို့အတွက်ပညာအရေးကြီးတယ်ဥရိယထာဂမိနိယဖြစ်ခြင်းပြည့်ခြင်းကိုတည်တတ်တယ်အရိယာယအလွန်မွန်မြတ်တဲ့နေဗိတိကာယလောဘဒေါသဆိုတဲ့ကိလေသာကိုဖောက်ခွဲဖျက်ဆီးနိုင်တဲ့သမ္မာဒုက္ခခယဂ ामि နိယဒုက္ခအလုံးကိုကုန်ဆုံးစေတတ်တဲ့ပညာမျိုးဖြင့်သမဏဂတောပြည့်စုံသည်ဟောတိစင်စစ်မသွေဖြစ်ရပါပေသည်ဟု၍ဘဂဝါရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအကောင်းဆုံးအကြောင်းကျိုးကိုသိတဲ့ပညာမျိုးကစအခုလိုသဘာဝတရားတွေကိုဆင်ញင်နိုင်တဲ့ပညာ
ကိလေသာတွေကိုလျှော့ချနိုင်တဲ့ပညာကိုယ့်ရဲ့လောဘကို control လုပ်နိုင်တဲ့ပညာဒေါသကို control လုပ်နိုင်တဲ့ပညာမျိုးနောက်ဆုံးဖယ်ရှားပြစ်နိုင်တဲ့အစွမ်းထက်တဲ့ပညာမျိုးထိအောင်ဘုန်းကြီးတို့တွေပညာရှိဖို့လိုအပ်တယ်တဲ့တစ်ဆင့်ပြီးတစ်ဆင့်အဲ့ဒါလို့အသိပညာရှိသွားပြီဆိုလို့ရှိရင်အတွေ့အတာတွေလျှော့နိုင်တယ်အတွေ့အတာယော့သွားရင်ဘာဖြစ်တုံးဆိုရင် worry လို့ခေါ်တဲ့သောကလည်းယော့သွားအတွေ့အတာရှိနေသမျှသောကဆိုတာလာမှာပဲအတွေ့အတာကိုမလျှော့ပဲနဲ့သောကကင်းဝေးနေထိုင်ရေးကြိုးစားလို့မရဘူးလောကမှာလူတွေကအေးတို့လုပ်ငန်းတွေအဆင်ပြေနေရင်ဘာသောကမှမရှိဘူးပိုက်ဆံတွေချမ်းသာရင်တို့ဘာသောကမှမရှိဘူးအိမ်နဲ့တိုက်နဲ့နေရင်ဘာသောကမှမရှိဘူးလို့ထင်တာမဟုတ်ဘူးချမ်းသာလေသောကများလေပဲနော်ဒါကတော့အားလုံးသိကြပါလိမ့်မယ်အဲ့တော့သောကကိုဘယ်သူကထုတ်လုပ်နေတာတုံးဆိုတာဟောဒီ attachment ဆိုတဲ့တဏှာကထုတ်လုပ်နေတာအဲ့ဒီတွေ့တာမှုကိုမဖယ်ရှားဘဲနဲ့သောကကိုဖယ်ရှားဖို့ကြိုးစားတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့စဉ်းစားကြည့်လေကိုမပိုင်တဲ့ပစ္စည်းဥစ္စာအပေါ်မှာသောကဖြစ်လားမဖြစ်ဘူးလားစဉ်းစားကြည့်ပေါ့ကိုမပိုင်တဲ့ပစ္စည်းဥစ္စာဆိုရင်သောကလုံးဝမဖြစ်ဘူးကိုဟာလို့သတ်မှတ်လိုက်တဲ့အချိန်ကစပြီးသောကဖြစ်သွားပြီကိုဟာမဟုတ်ဘူးဆိုလို့ရှိရင်ဘာမှဖြစ်ဘူးလေမိလောင်လောင်ရေမျောမျောဘာမှဖြစ်ဘူးကိုဟာဆိုရင်ဖြစ်လာပြီဘာဖြစ်လို့တွေ့တာလို့ပဲအဲ့တော့တွေ့တာမှုသည်သောကကိုဖိတ်ခေါ်သောကကိုဖြစ်စေတတ်တဲ့သဘောတရားပစ္စည်းဥစ္စာရှိရင်သောကကင်းလိမ့်မယ်လို့ထင်တယ်ပစ္စည်းဥစ္စာရှိလို့ပစ္စည်းဥစ္စာပေါ်တွေ့ရင်သောကပိုကြီးတယ်ဒါကြောင့်မို့လို့ဒီလိုအသိဉာဏ်မျိုးရအောင်တရားဓမ္မကိုနာယူရတယ်စာအုပ်ဓမ္မစာအုပ်တွေကိုဖတ်ရတယ်ဓမ္မစာအုပ်တွေကိုဖတ်ရှိခြင်းတရားဓမ္မကိုနာယူခြင်းဖြင့်သောကကိုလျှော့ချတဲ့နည်းပညာမျိုးတွေလည်းရအောင်ကြိုးစားထို့သောရအောင်ကြိုးစားခြင်းဖြင့်ပညာဥစ္စာဆိုတဲ့အကောင်းဆုံးဥစ္စာတစ်ခုရနိုင်တယ်လောကမှာလူရလို့ဖြစ်လာလို့ရှိရင်ပဂတိရွှေငွေယရနာတွေဥစ္စာတွေတဲ့ပို့ပြီးတော့အရေးကြီးတဲ့ဟောဒီဥစ္စာ9မျိုးတဲ့တတ္ထာဆိုတဲ့ယုံကြည်ချက်သီလဆိုတဲ့ကိုချင်းတရားဟိရိဩတ္တပဆိုတဲ့အဆက်နဲ့အကြောင်းသုတ္တဆိုတဲ့အကြာအမြင်စာကဆိုတဲ့ဆုံးလွတ်မှုပညာဆိုတဲ့အကောင်းဆိုအကြောင်းကျိုးခွဲခြားသိနိုင်မှုဆိုတဲ့ဟောဒီပညာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကပိုက်ဆံတစ်ပြားမှမရှိခြင်းနေပါစေမမွဲပါဘူးတဲ့ဟုတ်ကဲ့လားမြတ်စွာဘုရားကယတအဋ္ဌိယဝအကျင့်အမျိုးသမီးမိမှာဖြစ်စေယတပုရိသတဝအကျင့်မျိုးကောင်းသားမှာဖြစ်စေဣတိတနာယခုပြောခဲ့တဲ့လောကမှာအလွန်လိုအပ်တဲ့သူတော်ကောင်းဥစ္စာယရနာတို့သည်တန်တိထင်ရှားမသွေရှိကြပါပေကုန်၏သောထိုအမျိုးကောင်းသားအမျိုးကောင်းသမီးကိုအထလေတော်တိဆင်းရဲသူမဟုတ်မွဲတေသူမဟုတ်ဟု၍ဟောစတိခေါ်ဆိုပြညတ်သမုတ်အပ်ပါပေတော့၏တသထိုသူတော်ဥစ္စာ9ပြားနှင့်ပြည့်စုံတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးဇီဝိတံလူဘဝရ၍အသက်ရှင်ရခြင်းသည်အမောကံအချီးနီးအကျိုးမဲ့အလကားမဟုတ်သည်ဟောတိစင်စစ်မသွေဖြစ်ပါပေသည်ဟု၍ဘဂဝါရှိဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဤတရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်နေ့စဉ်နဲ့များမိမိတို့သုံးစွဲနေကြတဲ့ပစ္စည်းဥစ္စာတွေကိုရှာဖွေစုဆောင်းနေကြသလိုအခုပြောခဲ့တဲ့တတ္တသီလဟိရိဩတ္တပသုတ္တစာကပညာဆိုတဲ့ဒီစည်းဝါးဥစ္စာတွေကိုလည်းတို့တွေရှာဖွေစုဆောင်းဖို့လိုအပ်တယ်တို့တဏ္ဍာမှာမရှိမဖြစ်တဲ့ပစ္စည်းဥစ္စာတွေဖြစ်တယ်လို့ကိုယ်စီကိုယ်ငါသဘောကျပြီးထိုဥစ္စာတွေရရှိဖို့ရာအတွက်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့လိုက်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံ
ငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေ